Hello ဟုတ်ကျွန်တော်တို့မိသားပါကျွန်တော်ဒီနေ့ပြောပြပေးမယ်ဒီနေ့ဖြည့်ပေးမယ်ပေါ့နော်ဒီနေ့ဆွေးနွေးသွားမယ်past paper ကတော့ paper 6 alternative practical ဖြစ်ပြီးတော့မေဂျွန်2025 series ဖြစ်ပါတယ်0တော့ကျွန်တော်တို့ဒီကုတ်ရပေါ့နော်ဒီ vision ကုတ်ရတော့62ဖြစ်ပါတယ်ပေါ့နော်61တော့မဖြစ်ရအောင်ပေါ့နော်62ဖြစ်ပါတယ်ကဲအဲ့ဆိုရင်မေဂျွန်2025မေခွန်းလေးကျွန်တော်စလိုက်ပါပထမအဆုံးပေါ့နော်ပထမအဆုံးအနေနဲ့ပေါ့နော်ဟောကျွန်တော် sorry အာ okay ပထမအဆုံးပုံအနေနဲ့ဒီမိကုံးလေးဖတ်မယ်ဆိုရင် a student investigate the effects of concentration of salt solution on osmosis in potato tissue potato tissue တွေပေါ်မှာ osmosis ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကစမ်းသပ်မှာပေါ့နော်osmosis ဟိုစမ်းသပ်တာပေါ့နော်ဒါ osmosis ရဲ့ experiment ဒါပေမဲ့အဲ့ osmosis ရဲ့ experiment ကိုမှာကျွန်တော်တို့ potato tissue တွေကြားထဲမှာဖြစ်တဲ့ဟာကိုစမ်းသပ်မှာ the student used three different concentration of salt solution in potato tissue that has been ဒါပေမဲ့ three different concentration of salt solution ဟုတ်တယ် potato tissue ကတော့ three different potato tissue မဟုတ်ဘူးเนาะ three different concentration of salt solution ကတတ် potato tissue ရောတတ်ပေါ့နော် that has been cut into the cylinder potato tissue တွေကိုကျတော့ကျွန်တော်တို့ကဘယ်လိုမျိုး cut လုပ်ထားမလဲဆိုရင် cylinder ပုံစံအချောင်းလေး cut လုပ်တာမှာပေါ့နော်အဲ့လိုမျိုးဖြတ်ထားပြီးတော့တိုင်းမှာဖြစ်ပါတယ်Number 1A ရ 1A ရပေါ့နော် using the information in table 1.1 table 1.1မှာရှိရင် information တွေကိုကြည့်ပြီးတော့တဲ့ကျွန်တော်တို့ the volumes of S and W needed to make 50 cm3 of a 0.5 mole per dm3 of salt solution ဆိုတာဒါကျွန်တော်တို့ကစားပြော့ရေးဖြော်မှာအဲ့စားပြော့ရေးဖြော်တဲ့အခါမှာကျွန်တော်တို့က3မျိုးရအောင်ဖြော်ပါမယ်တဲ့ S1 S3 S3 ရဲ့ B က3မျိုးရှိရယ် S ဆိုတဲ့ဟာကတော့ volume of 1.0 mole per dm3 salt solution S ကတော့ salt W ကတော့ water ပေါ့နော် S ကတော့ salt စားရည် W ကရိုးရိုး distilled water ပေါ့နော်ခြေရိုးရည်လုံးဝမပါဘဲနဲ့စားကြည့်ပဲပါတယ်ဆိုတော့နော်စားပြောရည်50 cm ပြပါတယ်ဆိုရင်ကျွန်တော်တို့ကဒီပြောရည်ကို 1.0% လို့ခေါ်တယ်1.0 concentration of salt solution ပေါ့နော် salt solution 1.0 concentration ပါတယ်ဆိုလိုချင်တာစားနဲ့ရေနဲ့ဖြော်ထားတယ်စားရည်ကြည့်ပဲပိုများတယ် S2 ကတော့ဘယ်လိုမျိုးပုံစံဖြော်ချင်တာလဲလို့မြင် S3 ဖြော်ချင်တဲ့ပုံစံကတော့သူကပေါ့ဒီ S2 ဖြော်ချင်တဲ့ပုံစံကတော့သူကဘယ်လိုမျိုးဖြော်ချင်တာလဲလို့မြင်ရင်ဒီနှစ်ခုကြားတဲ့ပေါ့0.5 whole ပဲလိုချင်တယ်ဒီမှာပေါ့1ရှိရဒီမှာ0.0ရှိရသူတို့နှစ်ခုကြားတဲ့0.5အဲ့ဒီ0.5ကိုရအောင်ဖြော်ချင်တာဆိုရင်ကျွန်တော်တို့က solution S ကိုဘယ်လောက်သုံးမလဲ distilled water W ကိုဘယ်လောက်သုံးမလဲလို့မြင်ဒီ90အပြည့်သုံးခဲ့တော့သူ့ရဲ့ concentration က1အပြည့်ရခဲ့တယ်အဲ့ဒါကြောင့်ဒီ90အပြည့်သုံးလို့တော့မရဘူးကျွန်တော်တို့ကတော့ short ချမယ်25ကို short ချလိုက်ပြီဆိုမှဒီမှာ25ဒီမှာ25ဆိုမှဒီမှာ0.5ထပ်မှာဖြစ်ပါတယ်အဲ့ဒါလေးကျွန်တော်ဒီမှာရေးပါမယ်အဲကျွန်တော်ရေးလိုက်တဲ့အခါမှာအော်ကျွန်တော်တို့ကဖြည့်လို့ရတယ်အေးဒါ inspector zoom highlight မိုက်ကမပေါ့ရောကျွန်တော်ကဒါက full screen ဒါကတော့ဒီကနေယူထားတာပေါ့နော်ဒါကတော့ကျွန်တော် download လုပ်လိုက်ပါ download လုပ်လိုက်ရှင်းပါပေါ့နော်တော့ရှင်းနေဒါတော့ stop share ပြန်လုပ်လိုက်ပြန် share လုပ်လိုက်မယ်ဒီတနည်းတော့ share okay ဒီပါကျွန်တော်တို့25ဖြည့်ပေါ့နော်25ဖြည့်ရဲ့အခါမှာရေးတဲ့နေရာလေးပေါ်လာတယ်ချက်ကြည့် annotation နဲ့ရေးလို့မရဘူးကျွန်တော် annotate နဲ့ရေးလိုက်တော့ပေါ်ဆွဲလိုက်တဲ့မပေါ့ဘူးနော် inspector လေးဟုတ်လားပါပြီနော်ဒါဆိုတော့ make it ပြင်ပါဖြည့်ဒါကတော့ကျွန်တော်25ပဲထားမယ်25တဝက်ထားလိုက်မယ်ဆိုဒီမှာရိုးရိုးစားပေါ့နော် solution S ကို 25 cm ပြသုံးတယ်ဆိုရင်ကျွန်တော်50 cm ပြ solution ဖြောချင်တာဖြစ်တဲ့အတွက်ဒီရေကိုလေwater ကိုလည်း25 cm ပြထားတဲ့အခါမှာကျွန်တော်တို့အခုကြတော့စားရည်ကြီးပဲမဟုတ်တော့ဘူးစားတဝက်ရေတဝက်ဖြစ်တာဖြစ်တဲ့အတွက် concentration ကလည်းတဝက်စီဖြစ်သွားပြီတဝက်စီကျသွားပြီကျွန်တော်လိုချင်တယ်0.5% mobile DM ဖြစ်ဆိုတဲ့ဟာလေးကိုရလိမ့်မယ်နော်ပြီးရင်နောက်ဆုံးကတော့ရိုးဘာပဲမပါတဲ့ဟာရေကြည့်ပဲစားလုံးဝမပါတယ်ပျော်ရည်ကိုပြောမယ်အဲ့လိုမျိုးစားလုံးဝမပါတဲ့ပျော်ရည်ကျတော့ဘာဖြစ်သွားမလဲ0.0ဖြစ်သွားမယ်နော် okay အဲ့ဒါလေးပါ the student use this method ဒီ method ကိုသုံးပါတယ်ဆိုဒီ method ကိုရှင်းပြတယ် step 1အဲ့ method ရဲ့ step 1ကတော့ဘာလုပ်ပါလဲလို့မြင် level 3 peaker S1 S2 S3 ကို peaker တွေမှတ်မယ် S1 ကတော့
concentration ဒီလောက်နဲ့ဖြော်ထားရ S2 က concentration ဒီလောက်နဲ့ဖြော်ထားရ S3 က concentration ဒီလောက်နဲ့ဖြော်ထားရဘောနော်အဲ့လိုမျိုးဖြော်ထားမယ်ညမှာ step 2ကတော့ use the formula 1.0 mole per dm to solve solution S and distilled water W in table 1.1 to make that the solved solution in beta S1 S2 S3 beta ထဲမှာ S1 ရဲ့ S2 ရဲ့ S3 ရဲ့အပျော်ရည်ပြင်းအားရှိရပေါ့နော်ပျော်ရည်အသီးသီးကိုဖြော်မယ်ပြီးရင်ထည့်ထားမယ်ပေါ့နော်ထည့်ထားပြီးတော့အဲ့ပျော်ရည်တွေအသီးသီးထည့်ထားတဲ့ beta ကွက်ထဲကိုကျွန်တော်တို့က potato disc တွေထည့်ဒီအာလူချောင်းတွေထည့်အာလူချောင်းတွေထည့် put the potato cylinder onto a white tire and cut each potato cylinder into 3 centimeter sorry 3 millimeter discs as shown in figure 1.1 figure 1.1မှာပြထားသလိုပဲအဲ့လိုမျိုးပေါ့နော်ဒီပြောမယ်ဆိုရင်3 millimeter disc ရှိတဲ့ပေါ့နော် potato disc လေးတွေဘယ်နှခုလောက်လုံးလဲလို့နေ10ခုလောက်စီလုံးပေါ့နော်10ခုလောက်စီတော့1 2 3 4 5 6 9 10အဲ့ဒါမှာအခု30ပေါ့နော်သူကဘီကာတစ်ခုစီကို10ခုစီထည့်မှာဆိုဘီကာ3ဝက်ဆိုအခု30လောက်လုံးပေါ့နော် place 10 potato disc in the line next to the ruler as shown in figure 1.2အဲ့လိုမျိုးထည့်ပြီးသွားပြီပေါ့နော်အဲ့ potato cylinder စီကိုကျွန်တော်တို့ကဘယ်လိုတိုင်းပေါ့နော်မထည့်ခင်ဘယ်ထဲကိုမထည့်ခင်လဲလို့ဘီကာဝက်ထဲကိုမထည့်ခင်သူတို့ရဲ့အလျားတွေကိုတိုင်း measure the total length of the 10 potato disc အဲ့လိုမျိုး10ခုတွဲရဲ့တန်းထားတဲ့ဟာလေးကိုကျွန်တော်ကတိုင်းလိုက်တယ်ဆိုရင်ဒါဘာမလုပ်ခင်လဲလို့ means ဒီဘီကာဝက်ထဲကိုထည့်ပြီးတော့စားပျော်ရည်မစိမ့်ခင် okay step 6ကကြတော့ put the 10 potato disc in bigger S1 ပြီးရင်အဲ့ဒါကိုကျွန်တော်တို့ bigger S1 ထဲကိုထည့်မယ်ထည့်ပြီးတော့အဲ့လိုမျိုးလားတူပဲ bigger S2 S3 ထဲကိုထည့်တော့မယ်ထည့်တော့ပြီးရင် start the stopwatch and leave the potato disc in the bigger of soft solution for 20 minutes အဲ့လိုမျိုးထည့်ပြီးသွားရင်ကျွန်တော်တို့ဘယ်နှမိနစ်စောင့်လဲလို့မြင်မိနစ်20စောင့်မိနစ်20စောင့်ပြီးသွားရင်ပြန်ပြီးတော့ထုတ်ပြီးသွားရင်ကျွန်တော်ပြန်တိုင်းလိုက်တဲ့အခါမှာသူတို့ရဲ့အလျားတွေကပြောင်းလဲနေအောင်တွေ့ရဘူးဆိုချင်တာကခုနကတော့လည်းခုနကတော့မတိုင်းမထည့်ခင်ပေါ့နော်ဒီဘီကာကွက်တဲ့ကိုမထည့်ခင်တိုင်းထားတယ်ပမာဏနဲ့ဘီကာကွက်တဲ့ကိုထည့်ပြီးပေါ့နော်ဒီစားပျော်ရည်နဲ့ထိတွေ့ပြီးသွားတဲ့အခါမှာပြောင်းသွားတဲ့ဟာကိုကျွန်တော်တိုင်းရမယ်ကဲတိုင်းတဲ့အခါမှာဘီကာ S1 started with a total length of 102 mm မစခင်မှာတော့102 mm ရှိရဒါပေမဲ့မိနစ်20ကြာပြီးတော့ဘီကာကွက် S1 နဲ့ကိုထည့်လိုက် S1 လို့ခေါ်တဲ့ label တက်ထားတဲ့ဘီကာကွက်တဲ့ကိုထည့်ပြီးတော့မိနစ်20ကြာတဲ့အခါမှာဘယ်လောက်ပဲရှိရလဲ94 mm ပဲရှိရဆိုလို့ရှိရင်တော့ဒီလောက်94 mm ဆိုဒီလောက်နည်းတော့တေချာလာတော့ potato ထဲမှာရှိနေတဲ့ရေတွေကထွက်သွားတာဘာလို့ osmosis ဖြစ်သွားတဲ့သဘောပါပဲ S2 ဘီကာ label တက်ထားတဲ့ဘီကာကွက် label တက်ထားတဲ့ဘီကာ label S2 ထဲမှာဆိုရင်ထုတ်လိုက်ပြီပေါ့နော်ကျွန်တော်ထုတ်ပြီးတော့ပြန်တိုင်းကြည့်လိုက်တဲ့အခါမှာမထုတ်ခင်တိုင်းထားတာ103ထုတ်ပြီးတိုင်းလိုက်တာ68အဲ့လိုမျိုးတွေ့ရတယ် S3 မှာတော့ started with the total length of 100 mm 100 mm ဆိုတော့ S3 မှာကျတော့ကျွန်တော်ကရေးကြီးပဲလေသူမှာစားပြော်ရည်ရဲ့ထည့်တိုင်းတာမဟုတ်ရေးကြီးပဲတိုင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာကို expect လုပ်ကြမလဲလို့မေးရင် S3 ကိုကြာတော့ကျွန်တော်တို့ကဒီထက်ပိုများတယ်ပေါ့100ထက်ပိုကျော်တယ်ပမာဏကိုကျွန်တော်တို့မှန်းထားမယ်ဘာလို့100ထက်ပိုကျော်တဲ့ပမာဏကိုမှန်းထားတယ်လို့မေးရင် water potential ကဘယ်ထဲမှာပိုများလဲလို့မေးဘီကာကွက်ထဲမှာပိုများဘီကာကွက်ထဲမှာလုံးဝ water molecule ကြီးပဲရှိတာ potato ထဲမှာကျတော့ potato ရဲ့ cytoplasm ထဲမှာရှိနေတာ vacuole ထဲမှာရှိနေတဲ့ရှိတွေဖြစ်တဲ့အတွက်လွယ်လွယ်ကူကူဝင်လာလို့မရဘူးပေါ့နော် potato ထဲမှာရှိနေတဲ့ cellular contacts တွေအဲ့ဒီရှိကိုဆွဲထားပြီးဆိုလိုချင်တဲ့အဓိပ္ပာယ်က potato ထဲမှာရှိတဲ့ water potential နဲ့ဘီကာကွက်ထဲမှာရှိနေတဲ့ water potential ဆိုရင်ဘီကာကွက်ထဲမှာရှိနေတဲ့ water potential ပိုများတာဖြစ်တဲ့အတွက်ဘီကာကွက်ထဲမှာရှိနေတဲ့ရေတွေကဒီ potato တွေကိုဝင်လာပြီးတော့ S3 label တက်ထားတဲ့ဒီပေါ့နော်ဘီကောက်ကတည်းက potato စီအာလူးတွေကိုထုတ်လိုက်တဲ့အခါမှာဘာဖြစ်နေမလဲလို့နေရင်ပိုပြီးကြီးနေတယ်အဲ့ဒါကိုကျွန်တော်တို့တိုင်းခိုင်းတယ်ဒါကတော့တကယ်စာရွက်အစစ်ပေါ်မှာတိုင်းလိုက်တယ်ဆိုရင်ကျွန်တော်ပမာဏအတိအကျရလိမ့်မယ်ဒါကျွန်တော်ကတော့ဒါဖြည့်ပေးနေရဖြစ်တဲ့အတွက်ပြီးကြတော့ line ပေါ်ကနေလည်းဖြစ်တဲ့အတွက်ကျွန်တော်တိုင်းလို့မရတော့ဘူးကျွန်တော်တို့ဖြည့်လိုက်တဲ့အခါမှာ103ရတယ်103 102ရတယ်ပေါ့နော်အဲ့ဒီဝင်ချိန်ရတယ်103 mm ရတာဖြစ်တဲ့အတွက်ဆောင်းလာတော့ဒီဘီကာကွက်တဲ့ကိုမထည့်ခင်ရှိနေတာ100ထည့်ပြီးတော့ပြောင်းတော့တာ103ဖြစ်တဲ့အတွက်3 mm တိုးလာတယ်ပေါ့နော်အဲ့ဒါမျိုးလေးကျွန်တော်တို့မြင်ရပါတယ်ကဲ number 3ပေါ့နော်မိကွက် number 3ကတော့ဘာကိုမေးထားလဲ prepared table ဆွဲခိုင်းနေအဲ့ table ကဘာကိုဆွဲပေးရမလဲလို့မင်းဒီ figure 1.3 ပုံ 1.3 မှာပြထားတဲ့ဒီ data တွေကို table ဆွဲခိုင်းတာပေါ့နော် and your measurement in 1A2 မှာပြထားတဲ့ဒီ A2 မှာပြထားတဲ့ဒီ measurement ရဲ့ data ကိုပါတခါလေးထည့်ပြီးတော့ဒီ table ထဲမှာဆွဲပြပါဆိုကျွန်တော်တော့မဆွဲတော့ဘူးဒီ table ဆွဲပြီးသားရှိတယ်ဒါ market skin ထဲမှာပေါ့နော်အဲ့ကျွန်တော်တို့ပြလိုက် market skin ထဲမှာဆွဲပြီးသားရှိရအဲ့ဒါလေးကိုပြလိုက်မယ်အဲ့ဒါပို့ပြီးတော့မြင်ရမယ် okay အဲ့ကျွန်တော်ခဏလေးပါ secondary ပြန်အသစ် share ပေးပါမယ်ဒါဒီပုံလေးပေါ့နော်ဒါကျွန်တော်ပုံလေးကိုပြမှာဖြစ်တဲ့အတွက်
ဒီပုံလေးကိုကြည့်ရပါမယ် stop လေးခဏ share ပါမယ်ပြန် share ပေးမယ်နော်ဒီနှစ်ခုကို share လိုက်မယ်ဆိုတော့ကျွန်တော်ဒီဘက်ကို share ဒါလေးပါနော်ဒါလေးsource solution concentration ဒါကတော့လုံးဝကိုရေထဲမှာကျွန်တော်တို့ဒီထဲမှာပြောဝေးနေတယ်source solution ရဲ့ concentration 1 mole per dm3 ဖြစ်မယ်start initial length ပေါ့နော်ဒီပျော်ရည်တဲ့ကိုမတိုင်းခင်ဒီ1 mole per dm2 solution ပျော်ရည်တဲ့ကိုမတိုင်းခင်မှာရှိနေတဲ့ length က100 mm ရှိတယ်တိုင်းလိုက်တဲ့ပေါ့နော်မိနစ်20ပြီးသွားတဲ့ခါမှာတိုင်းလိုက်တော့94ရတယ်အဲ့ဆိုတေချာပေါင်းနည်းသွားတယ်ဘယ်နှခုတော့နည်းသွားလဲလို့8ခုတော့နည်းသွားတယ်ပေါ့နော်8 mmတော့သေးသွားတယ်0.5 mole per dm2 ထဲမှာထည့်လိုက်တဲ့အခါကျတော့အစအရှိနေရ103ခုဘယ်လောက်ပဲကျန်တော့လဲ68ပဲကျန်တော့ဒါဆိုတေချာရတာတေချာပေါင်းနည်းနည်းလေးတော့နည်းသွားတာစောနာတော့တော့မများတော့ဒီနေရာမှာတော့9ပဲကျတော့9ချက်9 mm ပေါ့နော်နောက်ဆုံးမှာကျတော့0.0 mole per dm2 ရှိနေတဲ့ထည့်ထည့်အဲ့ဒီကိုထည့်လိုက်တဲ့အခါမှာinitial ရှိနေတဲ့ length ကတော့100ဒါပေမဲ့အဲ့ဒီထဲကိုထည့်လိုက်တဲ့ခါမှာဘယ်လောက်ပဲကျန်တော့လဲလို့မေးရင်ကျွန်တော်တို့103ဖြစ်သွားတယ်ပို့ပြီးတော့များသွားတယ်သူကပြောချင်တာနံပါတ်1 A ရဲ့2မှာရှိနေတဲ့ data ကိုထည့်ပေးပါဆိုတော့ကျွန်တော်တို့ဘာ data ကိုထည့်ပေးရလဲမသိဘူး103လို့ဆိုရဲဒီ data ကိုထည့်ပေးရเนาะအဲ့ဒါလေးထည့်ပေးလိုက်တဲ့ခါမှာကျွန်တော်တို့ရဲ့ table ကစွမ်းနာတော့ကျွန်တော်ပြထားတာဒီညနေမှာဆွဲပြီးရင်ရတယ်ပေါ့နော်ဒါကတော့3ခုရှိရပေါ့နော်ဒါ source solution bigger quad ထဲမှာရှိနေတဲ့ solution တွေရဲ့ပြင်အားဒါကတော့ bigger quad ထဲမထည့်ခင် bigger quad ထဲထည့်ပြီးပေါ့နော်အဲ့လိုမျိုးcolumn လေး3ခုနဲ့ဆွဲပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်3မှတ်ရတယ်ကျွန်တော်ကိုယ်တိုင်ဆွဲပြနေတယ်ဆိုရင်တော့အချိန်ကြာလို့ပေါ့နော်ချိန်ကြာပြီးတော့ကျွန်တော်တက်ရက်တွေမဖြစ်မှာဆို Okay အဲ့ဆို calculate the change in the total length of the dead potato disc each beaker beaker တစ်ခွက်ချင်းစီမှာပြောင်းလဲသွားတဲ့ potato disc ရဲ့ပမာဏကိုပြောပြပါဆို beaker ခွက် S1 မှာဆိုဘယ်ကနေဘယ်ကိုပြောင်းသွားတာတော့ကျွန်တော်တို့ခုနက data ကိုပြန်ကြည့်မယ်ဆိုရင်ဒါ data ကိုဇယားကိုပြန်ကြည့်မယ်ဆိုရင် data ဇယားမှာ beaker S1 ထဲမှာ100နှစ်ကနေ94ဖြစ်သွားတာအဲ့ဆိုဒီကြပေါ့8ခုကွာသားဖြစ်တဲ့ဒီမှာဆိုရင် beaker S1 ထဲမှာ8 mm ပေါ့နော်ကျွန်တော်ဖြည့်ပေးမယ်ဆို8 mm လို့ဖြည့်ကြည့်ရမယ်8 mm ပဲရပါနော်သူက calculate the difference ပြောပြတဲ့အတွက်8ဒုတိယတစ်ခုကကျွန်တော်တို့တည်ပြီးသား5နောက်ဆုံးကလည်းကျွန်တော်တည်ပြီးသားနောက်ဆုံးကကျတော့လုံးဝမရှိတဲ့နေရာတွေသွားတာနောက်ဆုံးကကျတော့3 100ကနေကျွန်တော်103ဆိုတော့ကျွန်တော်3 mm ပေါ့နော်ဒါလေးကတော့ကျွန်တော်လေးဖို့ဖြည့်ပေးရဖြစ်ပါတယ် Okay number 5 state a conclusion for the result of this investigation ဒီ investigation ရဲ့ result တွေကိုဖော်ပြပါဒါကတော့ဘာကိုဖော်ပြခိုင်းတာလဲလို့မြင် final ပေါ့နော် final conclusion ကိုဖော်ပြ final conclusion ကိုဖော်ပြပါဆိုရင်ဒါကျွန်တော်တို့က osmosis ကိုဖော်ပြရမှာ osmosis ကိုဖော်ပြရမှာဆိုရင်concentration များရင်ရေတွေထွက်တာများ water molecule တွေထွက်တာများတယ် concentration များရင် osmosis occur ဖြစ်တာကျွန်တော်ပို့ပြီးတော့တိတာသင်ကြားတယ်ဆိုကျွန်တော်ရေးပြလာတယ်ဟုတ်ဒါနှစ်ချက်ရေးပြရမှာပေါ့ဘယ်ဘက်ကလည်းရေးပြရမလဲလို့မေးရင်water source ရဲ့ concentration များလာတဲ့အခါမှာကျွန်တော်တို့ထွက်သွားတဲ့ဟာရဲ့ပမာဏလည်းများတယ်ပေါ့ထွက်သွားတဲ့ရေရဲ့ပမာဏလည်းများတယ်ဆိုတော့ the higher the CONCEN concentration of SCLD so ကျွန်တော်တို့ဒါ capital နဲ့မဖြစ်လို့ပေါ့နော် the more OSMO SI osmosis OCC occurs in bigger S1 and S2 နောက်တစ်ချက်ကကြတော့ကျွန်တော်ဒါ water ကများတာမဟုတ်ဘူးပေါ့နော် the water ဒါကတော့ conclusion ဆွဲပါဆိုရင်ဒါမျိုးဖြစ်တာပေါ့နော် conclusion ဆိုတော့ bigger S1 နဲ့ S2 ကိုမထည့်တာဘူးကောင်းပါ not general ပိုးဆန်တာပေါ့နော် the higher the ကျွန်တော်နှစ်ကြောင်းရေးပြရတယ်ဆိုတော့ the higher the concentration concentration of salt ပေါ့ဒီက water molecule ဒီညမှာကျ salt ဆိုမြည်ရတော့ MOLE CULE ရဲ့ molecule water molecule တွေပိုများရင်ဘာဖြစ်မှာလဲလို့မြင်ရင် water molecule တွေပိုများရင် the more water MOLE CULE molecule enters the BO the more water molecule enter by osmosis ပေါ့နော်ကျွန်တော်တို့ကဘယ်လိုပြောမလဲဒီ data ကိုပြန်ပြီးဘာသာပြန်ခိုင်းတာမဟုတ် data ကိုကြည့်ပြီးတော့ဖြည့်ခိုင်းတာ data ကိုကြည့်ပြီးတော့ conclusion ဆွဲခိုင်းတာဖြစ်ပြီးတော့ကျွန်တော် data ကိုအပြည့်အစုံပြန်မကောက်ရ
data လေးကိုပဲဒီတိုင်းလေးပဲပြန်ပြောပြရမှာဖြစ်တယ်နော်အဲ့ဒါလေးကျွန်တော်သိနေရပါပြီဒါလေးပါ okay အဲ့ဒါလေးနှစ်ချက်ပေါ့နော်ဒါတော့တပတ်ပဲပြီးပြီကျွန်တော်နှစ်ချက်ဖြည့်ပြီးလိုက်တယ်နော် okay state the independent variable in this ဆိုဒါ independent variable တော့ရှင်းတယ် independent variable ဟုတ်လား independent variable ကတော့ကျွန်တော်တို့ဒီ salt concentration တွေပေါ့နော် dependent variable ကိုမေးတာဖြစ်တဲ့အတွက်ကျွန်တော် land of this land of potato disk POTATO potato yes CS disk နော်ဒါလေးရှင်းရပါတယ်ကဲနံပါတ်7 suggest why the student use 10 potato disk instead of 1 potato disk ကျွန်တော်ပြောပြီးသားပဲအများကြီးသုံးရတဲ့ရည်ရွယ်ချက်ကဘာလို့နည်းစေလို့နော်ကျွန်တော်တို့ကပို့ပြီးတော့ accuracy ဖြစ်ရှင်လို့ဒါမှမဟုတ် reduce ဘာလို့တက်တာရှင်လို့လဲဆိုရင် normalus value ကိုတက်တာစီရှင် IEGUC yes reduce the ANOMALOUS anomalous ISUL TS anomalous result တွေကျွန်တော်တက်တာစီအဲ့ဒါကြောင့်ကျွန်တော်တို့က potato disk ကိုမသုံးရဘူး။ number 8 describe one safety precautionတခုတဲ့ the student should take one preparing the potato disk ကိုကျွန်တော်တို့ကကင်တွယ်တဲ့နေရာမှာဘာလို့သုံးတယ် okay ကျွန်တော်တို့သုံးတင်တာဘာတွေသုံးတင်လဲလို့ knife ကိုသုံးအောင်ကျွန်တော်ဓာတ်ကိုသုံးပြီးတော့ potato ကိုဖြတ်ရမှာဖြစ်တဲ့အတွက်ဓာတ်ကိုကင်တွယ်တဲ့နေရာမှာ cat on a tie ဆိုတော့ကျွန်တော်အောက်ကနေအခုတစ်ခုနဲ့ပေါ့နော်ဒါမှမဟုတ် cat on a flat surface အဲ့ဒီပြားတဲ့စင်ကြီးတုံးတစ်ခုပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ဆိုတော့စင်ကြီးတုံးပေါ့နော်ကျွန်တော်တို့စီမှာဆိုရင် tie ပေါ့နော်ဖြတ်တဲ့ဟာလေးရှိပြီးရင်ဖြတ်တဲ့ခါမှာလက်ကိုတတိထားပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ဖြည့်ပေးညာကြည့်လိုက်တော့ဒါလေးဆိုရင်အများကြီးစဉ်းစားကြမလို့လွယ်လွယ်လေးနဲ့မရဘူးနော် okay the student added a few drops of yellow brown solution to test one of the potato disks the solution change blue black color identify the solution added ဆိုတော့ကျွန်တော်တို့အစရောင်းရရှိတယ် yellow brown color ရှိတယ်ကျွန်တော်တို့ဒီအာလူနဲ့ထိတွေ့လိုက်တဲ့အခါမှာသူက blue black color ဖြစ်တယ်ဆိုအာလူကဘာလဲဆိုရင် starch ကိုစမ်းတဲ့ဟာမျိုးကျွန်တော်က iodine solution ဖြစ်တယ် iodine solution ဖြစ်ပြီးတော့ conclusion အနေနဲ့သူကဘာချလို့ရတယ်လို့မေးရင် starch တွေနဲ့ထိတွေ့သွားတဲ့ခါမှာ potato က starch ရှိတာဟို starch နဲ့ထိတွေ့သွားတဲ့ခါမှာဘာပြောင်းမလဲလို့မေးခါလာပြောင်းမယ် STS starch DISCND present in the potato disk DISCS potato disk မှာဘာရှိရလို့မေးstarch ရှိနေအဲ့ဒါမျိုးကျွန်တော်လည်းချက်ဖြည့်ပေးရမယ်ဘောနော်ဒါဆိုရင်တော့ကျွန်တော်ပထမတစ်ပုတ်ပထမတော့မပြီးသေးဘူး C လို့သိရပေါ့နော်ကဲ C လေးကြည့်ရအောင် C လေးကတော့ဒါ leaf အရွက်တွေရဲ့ပုံပြထားတယ်အဲ့ဒီအရွက်ပုံစံတိုင်းပဲဆွဲရမယ်ဆိုကျွန်တော်တို့အားလုံးလိုက်နာမယ့်ဟာကြီးပြီးလားကျွန်တော်တို့ပေးထားတဲ့နေရာရဲ့တစ်ဝက်လောက်ကိုကျွန်တော်သုံးရမယ်သုံးပြီးတော့ကျွန်တော်တို့မှာ outline တွေကိုဘာနော် racket ဒီလိုမျိုးshade လေးနေချက်လို့မျိုး no shade တွေပေါ့နော်ကျွန်တော် clear cut outline ဖြစ်ကြမယ် outline တွေကလုံးဝ clearly draw လုပ်ထားအဲ့ဒါနှစ်ချက်ပါနောက်ပြီး detail ပေါ့ detail အနေနဲ့ဆိုကျွန်တော် mirror ပါမယ်ပြီးရင်သူကနေ vein တွေပြထွက်နေတာကိုပြီးချတွက်ပြရမယ်အဲ့ဒါလေးကျွန်တော်လိုက်နာလာပါပြီဒါလေးကိုကျွန်တော်ပြန်နားထောင်ပေါ့နော်ဒါကျွန်တော်တို့ဒီပေးထားတဲ့နေရာရဲ့တစ်ဝက်လောက်ကိုသုံးရမယ်ပြီးရင်ကျွန်တော်တို့ဘေးနားမှာရှိနေတဲ့ margin တွေကိုဆွဲတဲ့အခါမှာ h တွေကိုဆွဲတဲ့အခါမှာတည်တည်ချာချာဆွဲရမယ်ပြီးရင်နောက်ဆုံးအနေနဲ့ detail တွေနေတဲ့နေရာမှာ mirror တွေ vein တွေ line တွေဆွဲတဲ့အခါမှာပို့ပြီးလေးစိတ်တည်ချာဆွဲရမယ်နော်အဲ့ဒါလေးကျွန်တော်သိရ land of PQ ကိုမီလီမီတာနဲ့တိုင်းခိုင်းနေဆိုဒီဟာကိုပေတဲ့နဲ့တိုင်းလိုက်ရင်ကျွန်တော်တို့ကရပြီအဲ့ပေတဲ့နဲ့တိုင်းတာတော့ကျွန်တော်ဒါ line 1ကနေဖြစ်တာဖြစ်တဲ့အတွက်တိုင်းရတာမစင်မပြေဘူးအစင်မပြေတဲ့ကျွန်တော်တို့ကဒါတစ်ခါလေးဖြည့်ပြီးသားအဖြေကိုပေးလိုက်မယ်အဲ့ဒါဘယ်လောက်ရတယ်လို့မေး64ရတယ်နော်64မီလီမီတာရတယ်64မီလီမီတာ okay အဲ့64မီလီမီတာရတယ် magnification နဲ့ကျွန်တော်တို့ပေးထားတယ် magnification က down လေးမှာပေးထားတယ်แล้วတော့ magnification ပေးမထားဘူးပေါ့နော် magnification ပေးမထားဘဲနဲ့သူကဘာကိုပေးထားလဲလို့မေး give your answer to significant figure ဆိုတော့using your measurement and the formula calculate the magnification of the leaf ဆိုတော့ကျွန်တော် magnification of the leaf ကိုကျွန်တော်တို့ကတိုင်းမှာ actual length ကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ပေးလာ actual length လည်းမပေးထားဘူးကျွန်တော် actual length ကတော့မပေးထားဘူးနော်တစ်ချက်ကြည့်ပါဦး actual length ကဒီထဲမှာတစ်ခုနေမှာပါလိမ့်မယ် actual length က line PQ versus the length of the figure or measure the length of the measure the figure the actual length က39 mm နော်39လို့ပေးထားတယ်ကျွန်တော် data တစ်ခုပေးထားတယ်နော် okay ကျွန်တော်ကြည့်အောင်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ magnification ရဲ့ formula ဘာလို့ဒီပါနေစားနော် length of PQ ကိုပုံထဲမှာရှိနေဟာဆိုတော့64 mm ကိုပါနေစားမှာလို့မြင်တကယ်အပြင်မှာရှိနေတဲ့39 mm နဲ့စား39 mm နဲ့စားလိုက်ဘယ်လောက်ထွက်မလဲဆို1.641ထွက်တယ်1.641တော့2 significant figure အနေနဲ့ပြပြီးတော့1.6ပဲပေါ့နော်အဲ့တော့1.6 percent နဲ့ပြပြရမယ်နော်သူကmagnification ကဘာ definition မှာမရှိဘူးနော်1.6တော့ဘာ unit မှာမရှိဘူးဆိုတော့1.6
magnification မှာယူနေမရှိပါဘူး1.6ပါ okay အဲ့ဒါလေးရပါမှာပဲကဲအဲ့ဆိုရင် 1c လေးကိုဆက်ပါ 1c ရဲ့2ကိုဆက်မယ်ဆိုရင် figure 1.6 show a leaf from the tomato plant the tomato leaf is narrower than the potato leaf shown in figure 1.5 figure 1.5မှာပြထားတဲ့ပုံထက်သူပို့ပြီးတော့ရှည်ပြီးတော့ပို့ပြီးတော့ narrow ဖြစ်တဲ့ကျင်းတယ်ပေါ့နော်နည်းတိမ်တယ်ပေါ့ describe one visible difference other than size and one visible similarity difference တစ်ခုနဲ့ similarity တစ်ခုကျွန်တော်ပေးရမယ် difference တစ်ခုအနေနဲ့ကျွန်တော်တို့တန်းမြင်တာပေါ့နော်သူကတန်းမြင်တာကဒီနေရာမှာပေါ့နော် size ကိုပြောလို့မရ size ကိုပြောလို့မရတော့သူ့ရဲ့ဘေးနားမှာရှိနေတဲ့ပုံလေးကိုကြည့်မှာတရွက်တည်းတွေ့တယ် low depth တွေဖြစ်နေ low depth တွေဖြစ်နေတာကျွန်တော်တို့ကတန်းမြင်တယ်ပေါ့နော်not low depth နဲ့ low depth နဲ့ပေါ့နော်ကျွန်တော်ဒါတော့အရင်ဆုံးပြေးမြင်လိုက်တယ်အဲ့ပြေးမြင်လိုက်တဲ့အခါမှာဒီပုံမှာအဲ့လိုမျိုးရှိတာလို့မရှိဘူး low depth မရှိဘူး low LOB ဒီ low ဆိုတာဒါမျိုးအခုံအပူတိတလေဒါမျိုးလေးပြတ်နေ racket ဖြစ်နေရလို့လည်းပြောလို့ရတယ်ဘာလို့ S တွေကsmooth မဖြစ်ဘူး jagged ဖြစ်နေတယ် bumpy ဖြစ်နေအဲ့လိုမျိုးပြောလို့ရအဲ့ဒါကိုကျွန်တော်အဲ့ဒါရေးရေးမယ် differences အနေနဲ့ POTAT ကို potato leaf ရဲ့ outline က OUTLINE outline တွေက is SMOOTH SMOT smooth and TOMATO tomato နော် tomato ဒါ tomato leaf OUTLINE outline is LOB low နော် low ချက်ပို့ပြီးတော့အဲ့လို low တွေပါနေတာ difference ဟုတ်ပြီ similarity အနေနဲ့ကြည့်မယ်ဆိုသူတို့နှစ်ခုတော့ဘာတွေပါလဲလို့ vein တွေရှိတယ် vein တွေရှိရယ် mid rib တွေရှိရယ်ပေါ့နော် both plants have vein and mid rib both LEAF leaf have mid rib and mid rib ကတွဲရယ်ကျွန်တော်ခဏခဏ mid rib ကိုခွဲရည်နေတယ်အားမရပါတယ် vein ဆိုပြီးတော့ကျွန်တော်ဖြည့်ထားနော် okay ဒါဆိုရင်နော်ပထမတစ်ပုဒ်ပြီးတော့ပါပထမတစ်ပုဒ်မှာကျွန်တော်ဒီ table လေးကိုဟိုတရားလေးနဲ့ရှင်းပြခဲ့ပါတယ်ဒါလေးတရားလေးပြန်ကြည့်ရအောင် okay ကဲနောက်တစ်ခုဆက်သွားပါမယ်နောက်တစ်ခုကတော့ question number 2ဖြစ်ပါတယ် question number 2မှာ enzyme တွေရဲ့ activity ကိုသူစပြီးပြောထားပါတယ် the enzyme pectinase လို့ခေါ်တဲ့ enzyme ရှိပါတယ်အဲ့ enzyme က alpha juice ထုတ်တဲ့နေရာမှာသုံးပါ okay in an experiment a student investigated the production of alpha juice using the 5 different concentration of pectinase solution pectinase solution concentration မတူတဲ့ pectinase solution အများကြီးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကဘာတွေထုတ်ပါမလို့မြည်ဒီ alpha juice ကိုထုတ်ပါအဲ့ဒီထုတ်တဲ့နည်းအတွက်ပေါ့နော်လိုအပ်တဲ့ဒီနီးလန်းနေရာဒါတွေပေါ့နော် for each concentration တစ်ခုချင်းစီတာတွေကို student တွေကဒီ method တွေကိုသုံးပြီးတော့ထုတ်ပါမယ် put 100 gram of crushed apple ဆိုတော့အဲ့ပန်းဒီကိုကျွန်တော်ကကြိတ်ချေထားပြီးသားဟိုဟာဖြစ်ပြီးသားဟာကိုကျွန်တော်ထည့်ထားတဲ့ဟာကိုကျွန်တော်ဘာနဲ့ရောမလဲလို့မြည် pectinase solution နဲ့ရောမယ်ရော at 10 cm ကျူဆို pectinase solution နဲ့ထပ်ထည့်မယ်အဲ့10 gram နဲ့10 cm ကျူဆို pectinase solution ထည့်ပြီးရောမယ်ရောပြီးတော့ left the crushed apple and enzyme mixture for 30 minutes at 40 degrees Celsius 40 degree Celsius မှာဘယ်နှမိနစ်ကြာအောင်ထားမယ်လို့မြင်30မိနစ်ကြာအောင်ထားမယ်ပြီးရင် filter the apple juice from the mixture ဒီ mixture ပေါ့နော်ဒီ crush apples တွေရှိနေတဲ့ mixture ကနေအဖက်တွေမပါအောင်ဘာတွေကိုပဲဆက်ထုတ်လိုက်မယ်လို့မြင် apple juice တွေကိုပဲဆက်ထုတ်လိုက်မယ် measure the volume of apple juice produce နောက်ဆုံးမှာဖတ်လာတဲ့ပန်းဒီဖြော်ရည်ရဲ့အရေးအတွက်ကိုကျွန်တော်တို့ကြည့်လိုက်မယ်တိုင်းလိုက်မယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ကဒါသူ့ရဲ့နီးလန်းဘယ်လိုတိုင်းလိုက်မယ်ပေါ့နော်ကဲ number 2ရဲ့ number 1 question number ပထမဆုံး1က the temperature will maintain at 40 degrees Celsius 40 degrees Celsius မှာအမြဲတမ်းဖြစ်နေအောင်ထားတယ်အဲ့မိနစ်30ရိုင်းထားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ကဒါမိနစ်30ထားတဲ့အချိန်လေးမှာလုံးဝဒီ40 degree Celsius မှာပဲတန်းနေအောင်ကျွန်တော်တို့ကထိန်းသိမ်းထားတယ် describe how the student could maintain the crushed apple and enzyme mixture at a constant temperature ဒီလိုမျိုး constant temperature မှာရဖို့အတွက်ကျောင်းသားကဘယ်လိုမျိုး maintain လုပ်ထားနိုင်လဲလို့နေတာကျွန်တော်တို့အမြဲတမ်းသုံးနေကြပါတော့ကျွန်တော်ဖြေနေကြစကားလုံးတစ်ခုဖြစ်လာမယ် thermostat thermometer ကိုအသုံးပြု thermostat thermometer ဆိုတာဘာကိုပြောရလဲလို့မြင်အဲ့လိုမျိုးအပူချိန်ကိုဒီအပူချိန်မှာပဲထားနိုင်တဲ့ပေါ့နော် thermometer ပါတယ်ဒီပေါ့နော်ဒီရေနွေးပေါ့နော်ရေနွေးအိုးပေါ့ရေနွေးခွက်ပေါ့နော် water bed ပေါ့နော်အဲ့ဒါကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ thermostatically control ဒီက water bed အဲ့ဘာကိုပြောရလဲလို့မြင်thermostatically control လုပ်ထားတဲ့ water bed အဲ့လိုမျိုးကြီးရေလေးပေါ့နော် thermostatically control လုပ်ထားရဲဆိုတာဒီအပူချိန်လေးမှာပဲတန်းပြီးငြိမ်းနေအောင်
အဲ့ဒီပူချိန်လေးအတိုင်းပဲရှိနေအောင်ကျွန်တော်တို့ကထားတဲ့ဟာကိုပြောတကယ်မီးဖို့ပေါ်မှာသွားတင်လိုက်တယ်ဆိုရင်ပူချိန်အဲ့ဒီနေရာမှာပဲရှိနေရမှာမီးကအောက်ကပူလေလေအဲ့ရေနွေးလေးပေါ့နော်သူအပေါ်မှာတည်ထားရေနွေးလေးမှာရှိနေရေရဲ့ပူချိန်ကမှ live ပူတာဒါပေမဲ့ thermostatically control water bed အဲ့လိုမျိုးရေနွေးလေးမှာကြတော့40 degree celsius မှာပဲထားမယ်ဆိုရင်အပူချိန်က40 degree celsius မှာပဲတဲနေတာပေါ့နော်ဒီစာကြောင်းလေးကတော့ကျွန်တော်ကြက်ပေးရပါမယ်ဒီဒါလေးက keyword စီတစ်ခုလို့ဖြစ်သွားပါဘောနော် okay state two other variable that were kept constant in this investigation ဒီလိုမျိုးတိုင်းတာတဲ့နေရာမှာဘယ်လိုမျိုးသော constant ဘယ်လိုမျိုးသောဟာတွေကျွန်တော်တို့ကဒီပေါ့နော်constant ထားတင်တယ်လို့ကျွန်တော် temperature ကို constant ထားလို့မရဘူးဒီနေရာမှာဘာလို့ temperature ကို constant ထားလို့ရမလဲကျွန်တော် temperature ဒီမှာဒီနီးလန်းမှာကြရပါပြီးသားဒီနီးလန်းမှာမပါတဲ့တခြားဟာတွေကိုရေးရအောင်တခြားဟာတွေကိုရေးရမှာဆိုရင်100 gram ဆိုတဲ့ဟာကိုတို့ပြောင်းလဲခွင့်မရှိဘူး100 gram ကိုပြောင်းလဲခွင့်မရှိဘူးအဲဒါကြောင့်မို့ mass of apple ကိုကျွန်တော်တို့က to view ဆိုင်ရတယ် apple ရဲ့ mass ကပြောင်းလဲသွားလို့မရ apple ရဲ့ mass ကပြောင်းလဲသွားပြီဆိုရင် apple က100 gram မဟုတ်တော့ဘူး200 gram ဆိုတော့ကျွန်တော် patterning enzyme time cn ကြည့်နေမလောက်တော့ဘူးလေအဲ့ဒါမျိုးဆိုကျွန်တော်တို့ရဲ့ reaction ကမှားသွားနိုင်တယ် error တွေအများကြီးပါသွားနိုင်တယ်အဲ့ဒါကြောင့် mass of apple ကပြောင်းလဲလို့မရဘူးပြီးရင်ကျွန်တော်တို့သုံးတဲ့ enzyme ရဲ့ mass ဆိုတော့မတော့ enzyme ရဲ့ကျွန်တော် volume လို့သုံးတယ်အရေးဖြစ်သွားပြီမျိုးအဲ့ကြောင့်အရေးဖြစ်တာဆို volume ရောဘာလို့သုံးလဲလို့မေး PEC GI NESC paternase and cell one enzyme ကိုကျွန်တော်သုံးလိုက်ဒါလေးလည်းနားလည်မယ်လို့ထင်ပါတယ်နော် okay ဒီနေရာမှာကြာရင်ကျွန်တော် volume of paternase enzyme ဆိုကျွန်တော်တို့ကလုံးချလိုက်မှာဖြစ်ပါတယ် okay နော်အဲ့ဒါလေးကျွန်တော်ရမယ်နော်တစ်ချက် Number B က the results of the investigation are shown in table 2.1 table 2.1 မှာကျွန်တော် paternase concentration နဲ့ဒီ paternase concentration ဒီလောက် concentration မှာဆိုရင်ဘယ်လောက် apple juice တွေထွက်လဲဆိုတော့ကျွန်တော်ကပြထားတယ်ပေါ့နော်အဲ့ပြထားတဲ့ဒီဇယားလေးပေါ့နော်ဒီ data လေးကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါလေးကိုကျွန်တော်တို့ line graph ဆွဲခိုင်းတာပေါ့နော်အဲ့ line graph ဆွဲခိုင်းတဲ့အခါမှာဒါကျွန်တော်တို့ data လေးတွေကိုချပြီးတော့ဆွဲပြပေးသွားမယ်ပေါ့နော်ဒီပေါ့နော်အတက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ဒီပြောပြပေးသွားမယ် H ဝင်ရိုးမှာပါချမယ်1ဝင်ရိုးမှာပါချမယ်ဆိုကျွန်တော်ပထမဆုံးစပြောပြသွားမယ် H ဝင်ရိုးမှာတော့ independent variable ဖြစ်တယ်ကျွန်တော်တို့ဘာရဲ့ဟာကိုချသွားမလဲလို့မြင်ကျွန်တော် paternase enzyme concentration ကျွန်တော်စိတ်ကြိုက်ဖန်တီးခွင့်ရှိတယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီ H ဝင်ရိုးပေါ်မှာဘာကိုချမှာလဲလို့မြင် enzyme concentration enzyme sequence ENTIG enzyme concentration paternase enzyme concentration ရဲ့ unit အနေနဲ့ကျွန်တော်တို့ဘာလို့သွားမှာဆို mol dmg ပေါ့နော် mol dmg ဒါလို့ဒီလိုမျိုးလေးသုံးနေတယ်ဒါ enzyme concentration ကျွန်တော်ထားမယ် mol dmg နဲ့ထားတယ်သူကဒါ mol dmg နဲ့ပြောင်းမယ်ချင်းတော့မပြော percentage concentration လို့ပြောတယ်ပြော percentage ပဲအဲ့တော့ enzyme concentration percentage ဆို percentage ပေါ့ကျွန်တော် percentage တွေပဲရေးလိုက်ရမယ်ဘာမှမကပ်โอเคဒီဘက်မှာကျတော့ဒီ1ဝင်ရိုးဘက်မှာကျတော့1ဝင်ရိုးဘက်မှာကျတော့ဘာဖြစ်လဲလို့မြင်1ဝင်ရိုးဘက်မှာကျတော့ကျွန်တော်တို့လိုသလိုထားဒီ enzyme ရဲ့ concentration ပေါ်မှာဖြစ်လာတဲ့ data တွေဖြစ်တဲ့တော့ဒီကောင်ကကျွန်တော်တို့က dependent variable ဖြစ်တဲ့ဘာလို့ volume of apple juice PR ကို GUC produce ဒါကောင်းရင်ဟာကျတော့ CM2 ပေါ့နော် CM2 ဒါလေးပဲနော်ဒါလေးကျွန်တော်ရေးပေးမယ်ဒါကတော့1ဝင်ရိုးဖြစ်ပါတယ် H ဝင်ရိုးနဲ့1ဝင်ရိုးနဲ့ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်ဒါဒီ H ဝင်ရိုး1ဝင်ရိုးချပြီးသွားပြီဆိုရင်ကျွန်တော်အမှတ်စပေးပြီပေါ့နော်ပြီးကြရင်ကျွန်တော်ဒီပြန်မှာချမယ်အဲ့လိုမျိုးဆွဲတဲ့အခါမှာလေကျွန်တော်ဒီဇယားကွက်ကြီးပေးထားပြီဆိုရင်ဒီဇယားကွက်ရဲ့ဘယ်လောက် percent ကိုသုံးရမှာလဲလို့မေးရင်80% ကျော်90% လောက်ကိုသုံးရမယ်ဒီကောင်းရဲ့80% ကျော်90%ကိုသုံးရမယ်ဆိုတော့ကျွန်တော်ကဒီလောက်အကွက်ကြီးပေးထားမယ်ကျွန်တော် line graph ဆွဲမယ်ဆိုရင်ကျွန်တော် line graph ရဲ့ data ဒါမျိုးဖြစ်ရမယ်။ကျွန်တော်ဒါပုံလေးနမူနာဆွဲရမယ်။ဒါမျိုးလေးဖြစ်ရင်ဖြစ်တယ်ကျွန်တော်ရဲ့ line graph ဒါမျိုးပုံလေးဖြစ်ရင်ဖြစ်တယ်။ဒါကျွန်တော်ဆွဲပြလိုက်တဲ့ပုံ။ဒီလိုမျိုးလေးဆွဲရင်ဆိုရင်ကျွန်တော်ကဒါဒီ line graph ကိုသုံးထားတာဒီလောက်အပိုင်းပဲရှိရပါတော့။အဲ့လိုမျိုးမသုံးအောင်ကျွန်တော်သုံးမယ်ဆိုဒီလိုမျိုးသုံးရင်တော့ကျွန်တော်အမှတ်ကပေးလို့ရပါပြီ။ဘယ်လိုအရင်ကြီးမဖြစ်ပါဘူး။ဒါပေမဲ့ဘယ်လောက်သုံးရမှာလဲကျွန်တော်တို့တေချာအတိအကျဆွဲခြင်းပြီဆိုဘယ်လောက်သုံးရမှာလဲလို့မြင်ကျွန်တော်တို့ကဒီနေရာကနေစပြီးတော့ကျွန်တော်က data မှတ်မယ်ဘယ်လောက်သုံးရကျွန်တော်ဆိုလိုတဲ့ပဲဒီလောက်အပုံရဲ့ပေါ့နော်80% ကျော်90% လောက်နီးပါ80% လောက်နီးပါပေါ့နော်အထူးသဖြင့်အဲ့လောက်ကိုသုံးပြီးဆွဲပြီးရမယ်အဲ့လိုမျိုးဆွဲပြီးမှကျွန်တော်အမှတ်ရမယ် line graph ဖြစ်တာဖြစ်တယ်ကျွန်တော်မျိုး graph လေးထပ်မှာကျွန်တော်အမှတ်တွေကိုဆက်ပြီးတော့ဆွဲလိုက်မှာဟုတ်ကျွန်တော်ဒီအမှတ်တွေကိုမှတ်ပြီးကျွန်တော်ဆွဲတဲ့ဟာလေးကိုကျွန်တော်ခဏနေကြရင်အဲ့ဟာလေးကျွန်တော်ပြန်ပြပြီဒါအမှတ်လေးစမှတ်မယ်
ပေါ့နော်ဒီနေရာမှာ 0.1 နဲ့ 1.60 ရှိရဖြစ်တဲ့အတွက်ဒီနေရာမှာဘယ်လောက်စီချတင်လဲကျွန်တော်သာဆိုရင်ဘယ်လောက်စီပဲချသွားမယ်လို့မြင်2 4 6 8 10 12 14 16ဆိုတော့ဒီမှာဆိုရင်0ဒီမှာဆို0.2 0.4 0.6 0.8 0.8ပြီးသွားရင်2 4 6 8 1 10ပေါ့နော်ပြီးရင်1.2 1.4 1.6ဆိုပြီးကျွန်တော်ချသွားမယ်အဲ့ခါကျကျွန်တော်ကဒီနေရာမှာချသွားမယ်ဆိုကျွန်တော်ရဲ့ data ဘယ်လိုမျိုးဖြစ်နေလဲလို့မြင်ပထမဆုံးနေရာမှာ 0.0 0.0 ကနေစမှာ0.0 ပြီးရင်ကျွန်တော်ကတပ်ပြီးခုံလို့မရဘူးပဲ0.0 ပြီးတာရင်ကျွန်တော်ဗာရမလဲလို့မြင်0.0 ပြီးတာရင်0.0 ပြီးတာရင်0.2အဲ့နောက်ကဒါကြီးမပါဘူးနော်ဟောဖြက်က0.2 0.4ကျွန်တော်ကတော့ဒါမှ0.6 bra ပေါ့နော်ဒါမျိုးဆွဲတာဒါကတော့ကျွန်တော်ဒီလောက်ပြရတယ်ဆိုရင်တော့မြင်တော့ပါဘူး0.2 0.6 0.6ဆိုပြီးဆွဲတာဒါပေမဲ့ဒီ1 wheel ဘက်မှာဆိုရင်လည်းကျွန်တော်တို့က4 6 12 22 22ဒီဆွဲရမှာဆိုရင်တော့ကျွန်တော်ရှင်းတယ်ကျွန်တော်ဆိုရင်5 10 15 20 25 30ပေါ့နော်အဲ့လိုမျိုးထားမယ်ဆိုရင်ဒီမှာဆိုရင်ဒါ5ဒီမှာဆိုရင်10ဒီမှာဆိုရင်ဒါကျွန်တော်လက်နဲ့ပဲချလိုက်တော့မယ်နော်510ကျွန်တော်ကတော့မောက်စီးနဲ့ဆွဲနေရဖြစ်တဲ့အတွက်ပေါ့နော်ပြီးခံပါ10ဒီမှာစဉ်15 20 25ဆိုအဲ့လိုဆွဲမယ်ဆွဲပြီးတော့ကျွန်တော်အမှတ်လေးချမယ်ပေါ့နော်အမှတ်လေး0.1မှာ4ချမယ်0.1မှာ4ချမယ်ဆိုရင်နော်0.0နဲ့0.2အလဲ0.1မှာ4ချမယ်ဆိုရင်တော့ဒါ5မလား5မတိုင်ဘူးဒီမှာ9ဆိုတော့ဒီနားလေးမှာတမတ်ရှိရမယ်ကျွန်တော်တို့အမှတ်နားမှာတမတ်ရှိတယ်တမတ်နော်ဒီကတမတ်ရှိမယ်ပြီးနောက်တဲ့တမတ်ကဘယ်နားလေးမှာရှိတယ်လို့မေး0.2မှာ6 0.2မှာ6ဆိုတော့ဒီနားလေးမှာတမတ်ရှိမယ်0.2မှာ6ပြီးသွားပြီဆိုရင်0.4ရှိတယ်0.4မှာ1.12ရှိမယ်0.2ဒါဆိုရင်ဒါ11ဒါဆိုရင်ဒါ12ဟိုဆိုတော့10ဆိုတော့ဒီမှာ15ဆိုတော့ဒီမှာဆိုရင်ဒါ0.4မှာကျွန်တော်ကဒါလေးကဒီနားလေးက12ဖြစ်ပြီနားလေးက12ဖြစ်ပြီနော်ဒီနားလေးမှာ12ဘာလို့လဲဆိုတော့ဒီကောင်က10.1ဒီမှာ10.210.2တော့မဟုတ်ဘူးပေါ့နော်12ပေါ့နော်ဒါဆိုဒါ11ဒါဆို12ဒါ14 11 12 13 14 15ဟုတ်တယ်နော်မှန်တယ်ဒါလေးဖြစ်မယ်ပြီးရင်ကျွန်တော်တို့က0.8မှာဆိုရင်22 0.8မှာဆို22ဆိုရင်ဒါက0.6တယ်ဒီကောင်0.8ဖြစ်တယ်0.8မှာဆို22ဆိုတော့ဒါ30 15 20ဒါကောင်ဆိုရင်20ဒါကောင်ဆိုရင်21 22ဒီဆိုရင်ဒါမျိုးလေးရှင်းဒါပေမဲ့တော့တမန်ရမယ်။ဟိုးနောက်ဆုံးอ่ะပေါ့နော်1.6ကလည်း22ဆို1.6ဆို0.8ကတည်းက1.6ဆိုပြီး1.6မှာလည်း22ဆို1.6မှာဒီနေရာတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဇယားရဲ့တဏီပုံတမန်လုံးဒီဘောက်ကိုသုံးတာပဲเนาะအဲ့ဒါကျွန်တော်ကအမှတ်ကိုဆက်ပြီးဒီမှတ်ကနေဒီမှတ်ကိုတစ်ခါဆက်ပြီးရင်ကျွန်တော်တို့ကဒီနေရာလောက်ကဒီအောင်မထီပဲနဲ့ဒီအောင်တစ်ခါဆက်ပြီးရင်ဒီညာအထီပဲနဲ့ကျွန်တော်လက်နဲ့ဆွဲတယ်ဆိုရင်အဲ့လောက်မဖြစ်ဘူးကျွန်တော်မျောလင်းလို့ရအောင်လက်နဲ့ဆွဲရဆိုရင်နော်ဟိုတကယ်ဆောင်းဝဲမှာလက်နဲ့ဆွဲရဆိုရင်အဲ့လောက်ကြီးကြီးကျွန်တော်လိုမျိုးပေါ့နော်ကျွန်တော် touch pad နဲ့ဆွဲရလို့မျိုးပေပြီးဆုံးမဖြစ်ဘူးဒါမှလို့ဖြစ်မယ်ပြီးရင်ဒီကောင်လေးကတော့တန်းဒီမှာရှိခဲ့ဒါမှလေးတန်းလာဒါကတော့ line graph လေးရမယ်ပေါ့နော်ဒီလို line graph လေးရမယ်ဒါလေးကတော့ခုံးလေးတက်သွားပြီးတော့ဒီမှာပြေသွားမယ်ပေါ့ဒါမျိုးပုံလေးထွက်မှာဖြစ်ပါတယ်ပုံလေးမှတ်ပေးရဆိုတော့ဘောနော်ဒါမိုးလေးစဉ်းစားပြီးဆွဲရတယ်ဆိုတော့ကျွန်တော်ပြောပြရဖြစ်ပါတယ် use your graph to estimate the volume able to produce 0.5 pertinent solution ဆိုတော့0.4နဲ့0.5ကြောင်း0.5ဖြစ်တဲ့အဲ့ကောင်ရဲ့ဟာတန်းတန်းလေးတက်သွားမယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီ
data ကိုရလိမ့်မယ်တန်းတန်းလေးတက်တော့ကျွန်တော်က0.5ကဘယ်လောက်မှဖြတ်တယ်လို့မြင်ဒီနေရာမှာဖြတ်တယ်ဒီနေရာမှာဆို15ကျော်လေးမှာဖြတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ concentration က0. ဒီပေါ့နော်ဖြတ်တယ်ဆိုတော့ကျွန်တော်ရဲ့ concentration ကဘယ်လောက်ရှိမလဲဆိုတော့0.5 per unit solution မှာဆိုရင်နော်ကျွန်တော်15လောက်ရှိ15ပေါ့နော်15 cm3 ပေါ့နော်ကျွန်တော်လောက်ကျွန်တော်15 cm3 ကိုကျွန်တော်ဖြည့်ထားပေးတယ်15 cm3 လောက်ရှိတယ်ကျွန်တော်ပုံပေါ်မူတည်ရပေါ့နော်အဲဒီပုံလေးပေါ်မူတည်ရ15 cm3 လောက်မှရှိမှသိကြပါတယ်describe the effect of the Bernoulli solution of concentration on the apple juice အဲဆိုရင်ကျွန်တော်နောက်ဆုံးချုပ်ရမယ်ဆို concentration တွေကျွန်တော်ပြန်ပြီးရော conclusion ဆွဲရမယ်ရင်းနဲ့ဘယ်လိုမျိုးညှဆွဲခြင်းလဲ okay အဲဆိုကျွန်တော်ရှင်းတယ် Bernoulli enzyme concentration ကိုများလိုက်ရင်ထွက်လာတယ်increase average user protection ကများလာမယ်အဲဆိုရင် INCI SING increasing the concentration of pertinent solution PECTI NASC pertinent SOLU yeah solution pertinent solution the increasing the concentration of the pertinent solution increases အဲ့လိုမျိုး INCI increases ဒီကောင်ကဒါ subject တခုပေါ့နော်ဒီ pertinent enzyme ရဲ့ concentration ကိုကျွန်တော်တို့ကများစေလိုက်တယ်ဆိုရင်အဲ့များစေခြင်းကြောင့်ဘာများလာမလဲလို့မြင် apple juice production ကများလာမယ် apple juice PRODUCTR production ကများလာမယ် and then ပြီးရင်ဘာဖြစ်သွားမလဲလို့မြင်ဒီကောင်တွေကဆက်ပြီးတော့မထွက်တော့ stop increasing ဒီမှာဘယ်ချိန်ကျရင်ကျွန်တော်တို့ဆက်မဖြစ်တော့ဘူးလေလို့မြင်သူပြထားတဲ့ပုံစံမျိုးကျွန်တော်ကြည့်ရ PECTI pertinent ပေါ့ PECTI pertinent NASC နော် pertinent ဒီကောင်လေးဒီဟာလေးဒါလေးကတော့ကျွန်တော်တို့ရဲ့အမှန်ဆုံးဖြေလေးပေါ့နော်သူကပထမဆုံးအနေနဲ့စပြီးတက်လာမယ် concentration များလေ apple juice production နဲ့များလေဆိုပြီးတက်လာဒါပေမဲ့တိုင်းတာတစ်ခုရောက်လာ 0.8 ဆိုတဲ့ level တစ်ခုကိုရောက်သွားပြီးတော့ 0.8 ထပ်ပြီးတော့ concentration တွေထပ်တိုးပေးနေလေ apple juice ကထပ်ပြီးတိုးမလာတော့အဲ့ချိန်ရောက်သွားပြီဆိုရင်เนาะသူ့ရဲ့ apple juice production က increase မဖြစ်တော့ဘူးပြန်ကျသွားမယ်ဆိုရယ်stop increasing ပေါ့နော်ပြန်တော့အောက်ကိုကျမသွားဘူးထပ်မတက်လာတော့ဘူး stop increasing ဖြစ်သွားပြီဆိုတာကိုသူပြောပြတာဖြစ်ပါတယ် okay number 4 Pertinase is used to produce apple juice commercially ဆိုတာစီးပွားဖြစ်ကိုကျွန်တော်ထုတ်နေရတာဖြစ်တယ်လို့ပြောတာ okay suggest what extra data will be required to determine if the 0.8 Pertinase solution is the optimal concentration for the production of apple juice အဲ့ဒါဆိုရင်သူတို့ဒီပေါ့နော်စီးပွားရေးပညာရှင်တွေကစဉ်းစားတယ်ငါတို့က concentration ကိုဒီထက်ပိုပြီးထပ်ထုတ်လေ apple juice ရထပ်ထွက်မလာတော့အဲ့ဒါဆိုရင်ငါတို့ရဲ့ဒီပေါ့နော် level တစ်ခုအမှတ်တစ်ခုအဲ့အမှတ်တစ်ခု 0.8 လို့ခေါ်တဲ့အမှတ်တစ်ခုကအဲ့ 0.8 ထက်ကျော်သွားပြီဆိုရင်ငါတို့ရဲ့ apple juice production ထပ်မများတော့ဘူးလားအဲ့လိုမျိုးထပ်မများတော့ဘူးလားအဲ့မများတော့ဘူးဆိုရင်ငါတို့ရဲ့နောက်ဆုံး final ပေါ့နော်ဒီ maximum optimal concentration က 0.8 ဖြစ်ပြီလားဆိုတာကိုသတ်မှတ်ဖို့အတွက်ဘယ်လို data တွေထပ်လို့လဲဆိုလိုချင်တာကွာသူတို့က 0.9 နေ 0.9 နေ 1.0 တွေသူတို့ထပ်မထုတ်တော့ 0.8 ကတကယ် optimal concentration ဖြစ်တယ်ဆို 0.8 ပဲထုတ်မှာပေါ့အဲ့ pertinent solution ဖြောတာလွယ်မှာလေ 0.8% ဆိုဖြစ်တဲ့အတွက် raw materials တွေတက်တာတယ်ကုန်ကျန်းတွေတက်တာတာပေါ့နော် 0.8 ကိုဖြောရတယ် 0.9 ကိုဖြောရတယ်မတူဘူးလေအဲ့လိုအလားတူပဲ 1.1 နဲ့ 1.0 လို့ဖြောရတယ်တူမှာမဟုတ်ဘူးအဲ့ဒါကြောင့် 0.8 ကိုပဲဖြောချင်တာအဲ့ဒီ 0.8 ကအကောင်းဆုံး optimal concentration ဖြစ်ပါလေဆိုတာကိုတက်တည်ပြဖို့ဘယ်လို data တွေထပ်လို့သေးတယ်လို့ကျွန်တော်စမ်းကြည့်အောင်စမ်းကြည့်ဘာလို့စမ်းကြည့်မှလဲလို့ 0.9% pertinent solution နဲ့ဒီ apple juice production ကိုထပ်ပြီးစမ်းကြည့်နောက်ထပ်ပေါ့နော် from experiment တွေထပ်လို့အဲ့နောက်ထပ် experiment တွေထပ်လို့တဲ့အခါမှာ 0.9 pertinent solution ကလည်းဒီလောက်ပမာဏကိုပဲပြီးတော့တယ်အဲ့ဆိုရင်ကျွန်တော်တို့နောက်ထပ်ဘာကိုထပ်ဆန်းလဲ 1.0 ကိုထပ်ဆန်း 1.0 ထပ်ဆန်းရုံနဲ့မလို့တော့ဘာဝထပ်ဆန်းလဲ 1.1 ကိုလည်းထိုးပြီး၎င်းထပ်ဆန်း 1.2 ကိုလည်းထပ်ဆန်းတဲ့အခါမှာအဲ့ 1.1 တွေ 1.2 တွေ1နေဆိုတာကလည်းဘယ်သူလောက်မကောင်းဘူးလို့ 0.8 လောက်ပဲ 0.8 ထပ်ပို့ပြီးတော့မကောင်းတော့ဘူးဆိုရင်ဒါသိကြတယ် 0.8 ကအကောင်းဆုံးဖြစ်နေ okay အဲ့ဆိုကျွန်တော်ထပ်စဉ်းစား0.8 ကအကောင်းဆုံးမဟုတ်ဘဲနဲ့ 0.7 လောက်ကများအကောင်းဆုံးဖြစ်နေမလားဆိုပြီး 0.8 တဲ့နည်းတဲ့ 0.5 0.7%
Paternity solution ကိုထပ်ဆန်0.7 ကိုဆန်လိုက်တဲ့အခါမှာကြတော့သူ့ရဲ့ average use protection average use ထွက်လာတဲ့ပုံလုံးက0.8လောက်မများဘူးအဲ့ဒါဆိုတည်ကြတယ်0.8ကအကောင်းဆုံးပဲ0.7ကိုဆန်လိုက်တဲ့အခါမှာ0.8လောက်ထွက်နှုန်းမကောင်းတာဖြစ်တဲ့အတွက်0.7က optimal concentration မဖြစ်နိုင်ဘူး0.8ကသာ concentration ဖြစ်နိုင်တယ်0.7ကမဖြစ်နိုင်တော့အဲ့ဒါဆို0.6စီပါတယ်ဒီကျွန်တော်စမ်းစရာမလိုတော့ဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်စဉ်းစားတယ်အဲ့လိုစဉ်းစားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူကတော့စာလေးကိုလွယ်လွယ်လေးပဲကြည့်လိုက်ပါ C1 CEN TRE TITM more concentration MESURED measure between ဘယ်နဲ့ပဲကြားရတဲ့ data တွေ0.6နဲ့0.1 ပေါ့နော်1.6မလို့ပါ1.3လောက်ကြားရ1.3% လောက်ကြားရတဲ့ data တွေကျွန်တော်ထပ်ဆန်းလိုက်အောင်အဲ့လိုမျိုးထပ်ဆန်းလိုက်တယ်ဆိုရင်အဲ့လိုမျိုး concentration ကိုကျွန်တော်ထပ်ဆန်းလိုက်တယ်ဆိုရင်ဘာဖြစ်ကောင်းမှာဖြစ်နိုင်တော့ထပ်ပြီးတော့ optimal concentration ထပ်ထွက်လာနိုင်သေးတယ်အဲ့လိုမျိုးသဘောနဲ့ဆက်ခိုင်းတယ် more concentration measure more concentration measure experiment ပေါ့နော်အဲ့ experiment တွေထပ်လုပ်တင်သေးတယ် make more experiment with more concentrated more concentration measure ပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကျွန်တော်ဒီတိုင်းရေးလိုက်မယ်ဒီနေရာမတိုင်ခင်မှာပေါ့နော်ဒါလေးထုတ်ပြီးရော make more experiment with more concentrated measure between more concentration solution ပေါ့နော် more concentration PEC TI NAC partners ပေါ့ more concentration partners measure between 0.6 နဲ့ 1.2 0.6 နဲ့ 1.2 ကြားထဲမှာရှိနေတဲ့ experiment တွေကျွန်တော်ထပ်လုပ်တဲ့အခါမှာကျွန်တော်တို့ quantity လိုချင်တဲ့ဟာကိုကျွန်တော်ရလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောချင်တာဖြစ်ပါတယ် number 5ကတော့ကျွန်တော်table ပေါ့နော်draw and label the apparatus the student could use to filter and measure the volume နော် average use produce ထွက်လာတဲ့ average use ကိုကျွန်တော်တို့ထွက်လာတဲ့ average use ကိုကျွန်တော်တို့က filter လုပ်ချင်တာ filter လုပ်ပြီးသူ့ရဲ့ volume ကိုတိုင်းချင်တာဆို filter လုပ်ဖို့အတွက်ပစ္စည်းတစ်ခုလိုမယ် volume တစ်ခုလိုဒီနေရာမှာသူနီးလန်းနေပြောတာ measure the volume of the average use produce ပြီးရင် filter the average use from the mixture လို့ပြောတယ်ဒီ awesome နှစ်ခုဒီ bullet နှစ်ခုပေါ့နော်ဒီ bullet နှစ်ခုကအချက်တွေကိုဘာလို့ခိုင်းတာလဲပုံဆွဲခိုင်းတာဒီ bullet နှစ်ခုမှာလိုအပ်တဲ့ apparatus တွေကိုပုံဆွဲပြီးတိုင်း label ထုတ်ပြီးဆိုပြီးသူကခိုင်းတာပုံဆွဲပြီးကကျွန်တော်ပြဿနာမရှိဘူး filter လုပ်ဖို့အတွက်ကျွန်တော် filter paper ဆွဲလိုက်ရမယ် filter paper ကြီးဒီ filter paper ကြီးပဲတက်တက်ဆွဲလို့မရအောင် filter paper ရဲ့ conical flex လေးရဲ့ကျွန်တော်ဒီ grow လေးရဲ့တွဲလေးရဲ့ဆွဲပေးရမယ် okay ပြီးတော့ရင် measure the volume of apple juice produce ဆိုတော့volume ကိုတိုင်းနေတာကျွန်တော်တို့က conical flex တွေတည်းရှိတခြား flex တွေပေါင်းလို့ရှိရင်ကျွန်တော် bigger ခွက်ကတော့ကောင်းတယ် bigger ခွက်လေးဆွဲပေးလိုက်တယ်ဆိုတော့ပိုးစင်ပြီထွက်လာတဲ့ဒီပေါ့နော်ဒီ filter paper ရဲ့အနေထွက်လာတဲ့ apple juice တွေတခါလေး bigger ခွက်ထဲမှာဘယ်လောက် volume ထွက်ပါလဲဆိုတခါလေးတိုင်းအဲ့ဒါဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်ကျွန်တော်ဒါဘာပုံဆွဲပေးရမလဲလို့မေး filter paper တခါလေးကတ်ထားတယ်ကျွန်တော်တို့ဒီ conical flex ကိုတော့ပါလေဒါကျွန်တော်ပုံတစ်ခါလေးပြလိုက်မယ်နော်ပုံတစ်ခါလေးပြလိုက်တာပိုရှင်းတယ်ခဏလေးတော့ကျွန်တော်ပုံလေးတစ်ခါလေးရှာလိုက်မယ်ရှာပြလိုက်အဲ့ဒါကျွန်တော်တို့ပို့ပြီးတော့ဒီအဆင်ပြေတယ်အဲ့ဒါကျွန်တော်ပုံလေးရှာလိုက်မယ် filter FILD ရ filter paper with ဒါမျိုးလေးပေါ့နော်ဒီပုံလေးကိုဆွဲခိုင်းနေကျွန်တော်ဒီပုံလေးကို copy လိုက်မယ် copy image လို့ဒီမှာ paste လို့ရတာတော့မသိဘူးနော် paste ချလိုက်တယ်ဗျာ control V မရဘူးဒီထဲမှာတော့ copy paste လုပ်လို့မရဘူး insert နဲ့ပါတော့မရဘူးเนาะဒီပုံလေးပေါ့เนาะကျွန်တော် stop share လုပ်ပြီးတော့ပုံလေးကိုကျွန်တော်တစ်ခါပြန်ပြပေးမယ်တစ်ခါလေးကြည့်လိုက်တာပုံကောင်းဒီမှာဒီပုံလေးပေါ့เนาะဒါ conical flex လေးဒီမှာ conical flex ဆောင်ပြတာဒါ filter paper မှာ plastic fan နဲ့တစ်ခါလေးရောထည့်တာပေါ့ကျွန်တော်တို့ကဒီတက်ခွဲခန်းနေထဲမှာတော့တစ်ခါလေးဒါမျိုးသုံးတယ်ပေါ့เนาะတစ်ခါလေးဒါမျိုးဒါကတော့ဒီစက်ကူလေးကတော့ကျွန်တော်တို့ filter paper ဒီအောက်ကဟာလေးကတော့ crop ပေါ့နော် distal fanner လေးအောက်ကဟာတော့ beaker တိတိလေးပေါ့နော်ရမယ်နော် okay အဲ့ဒါလေးကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒီပုံလေးဆိုရင်တစ်ခါလေးမြင်ထားလိုက်ပိုကောင်းအဲ့ဒါကျွန်တော်ပြလိုက်တဲ့ပုံလေးနဲ့ရှင်းမယ်လို့ပဲထင်ပါတယ်အဲ့ပုံလေးကိုခဏတိုင်းပြန်ကြည့်ပြီးတော့ဟိုလုပ်လို့ရပါတယ် okay အဲ့ဒါကျွန်တော်သွားပါမယ်ဒါဆိုရင်တော့ကျွန်တော်နံပါတ်5လဲပြီးသွားပြီနော် okay နောက်ဆုံးပုတ်ဖြစ်တဲ့ number 3ရောက်ပါ number 3ကတော်တော်ကောင်းနေ
experiment ဖြစ်တယ် hydrogen carbonate indicator အကြောင်းပို့ပြီးတော့တင်းနေနားလည်သွားတဲ့စီအပုတ်လေးဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ဖြည့်ကြည့်အောင် hydrogen carbonate indicator can be used to determine the concentration of carbon dioxide သူက hydrogen carbonate indicator ပါဆိုမှကျွန်တော်ဘာကိုပဲတိုက်နေလို့မီ carbon dioxide concentration အဲ့ carbon dioxide ဒီထဲမှာဘယ်လောက်ပါလဲဒီ solution ထဲမှာ carbon dioxide ဘယ်လောက်ပါလဲဆိုတော့တိုင်းတာကို hydrogen carbonate indicator ကိုခေါ်တယ် The table shows the color of indicator at different concentration of carbon dioxide ဒီ table ကတော့ဒီ indicator ဘယ်လိုလုပ်တဲ့ပုံစံပေါ့နော်ဒီ indicator ရဲ့အရောင်ကအဝါရောင်ဖြစ်နေရင်ဆိုရင် carbon dioxide concentration တွေအရင်များတယ်ဒီ indicator ရဲ့အရောင်က red ဖြစ်နေရဲ့ color red အနီရောင်ပြောင်းနေရင်ဆိုရင်ပါသင်းဘယ်လောက်ပါတယ် medium ပမာဏပေါ့နော်ဟိုတော်တော်လေးအလယ်လက်ပါတယ် purple color ဖြစ်နေရင်ခင်းရောင် color ဖြစ်နေရင်ဆိုရင်ဒါတိတ်ပြီးမပါဘူး carbon dioxide တွေပါတာနည်းအဲ့ဒီလိုမျိုးဒီ hydrogen carbonate indicator ဘယ်လိုအလုပ်လုပ်လဲသူ့ရဲ့ usage ပေါ့နော်သူ့ရဲ့ user manual ကိုပြထားတာဖြစ်တယ်ဒီ table လေးက Okay အဲ့တော့ကျွန်တော်တို့စမ်းရင်တဲ့ experiment ရဲ့အလားအလျောက်ကြည့်အောင် aquatic plant photosynthesize and use up the carbon dioxide when in the light အလင်းရောင်ရှိနေတဲ့အချိန်မှာ aquatic plant ရေထဲမှာရှိတဲ့အပင်လေးတွေက carbon dioxide ကိုသုံးပြီးတော့ photosynthesis လုပ်ကြတယ် aquatic plant respire and produce carbon dioxide in the light and the dark ဒါပေမဲ့အလင်းထဲမှာအမောင်ထဲမှာရောကဘာလုပ်ကြလဲလို့မေးရင်လင်းထဲမှာအမောင်ထဲမှာရောအပင်တွေက respire လုပ်တယ်အပင်တွေက respiration ရှိတယ် photosynthesis ကြီးပဲလုပ်နေမှာအပင်နေရာနဲ့တိရစ္ဆာန်တွေလိုပဲကျွန်တော်တို့လူသားတွေလိုပဲ respiration ဆိုတာပုံမှန်လုပ်တယ်ကျွန်တော်တို့နေရောင်ထဲမှာလင်းရောင်ရှိနေတဲ့အချိန်မှာဆိုရင် carbon dioxide ထုတ်တဲ့နှုန်းနဲ့ carbon dioxide သုံးတဲ့နှုန်းဆိုချင်တာ carbon dioxide ထုတ်တဲ့နှုန်းဆိုတော့ respiration carbon dioxide သုံးတဲ့နှုန်းဆိုတော့ photosynthesis အဲ့နှစ်ခုကညီးနေတယ်ဘယ်အချိန်မှာလဲလို့လင်းရောင်ရှိနေတဲ့အချိန်မှာ photosynthesis တက်ဖြစ်တယ် respiration တက်ဖြစ်တာဖြစ်တဲ့အတွက် hydrogen carbonate indicator ရဲ့အရောင်ကအနီရောင်ဖြစ်နေတယ်ဖြစ်နေတာမဟုတ်ဖြစ်နေတယ်နီအောင်ဖြစ်နေဆိုလိုချင်တာအဲ့လိုမျိုးကျွန်တော်ခံမှန်းလို့ရတယ် using the aquatic plan an investigation to determine the light intensity at which the rate of respiration or photosynthesis is equal to the rate of respiration okay ဒီနေရာမှာအရန်ကို30လောက်ကိုကြော်သွားတယ်သူ့ရဲ့မေးခွန်းကဒီတိကကျွန်တော်တို့ကရှင်းတယ်ဒါ hydrogen carbonate indicator အကြောင်းလေးကိုပြောလိုက်အပင်လေးရဲ့ nature လေးကိုပြောလိုက်နေလွယ်လွယ်လေးဖြစ်နေတာဒါပေမဲ့မေးခွန်းကြီးနဲ့ရောက်ချလာတယ်ဒီက6မှတ်တန်ဟုတ်30လောက်ကိုခုံသွားဘာလို့လဲမင်းသိရမလဲလို့မေးရင် photosynthesis နဲ့ respiration ရဲ့ science background နဲ့သိရမယ်ပြီးရင်အဲ့ဒီ background knowledge ကိုသုံးချပြီးရော photosynthesis လုပ်တဲ့အခါမှာလိုအပ်တဲ့ light intensity ကိုသူကစမ်းချင်တယ် light intensity အားကောင်းရင် photosynthesis အားကောင်းတယ် light intensity အားနေရင် photosynthesis အားနေတယ်အဲ့အားကောင်းလာတဲ့ photosynthesis နဲ့အပင်တွေမှာပုံတည်ဖြစ်နေတဲ့ respiration နဲ့ဘယ်ချိန်မှာသွားညီမလို့ဆိုလိုချင်တာကသူမေးချင်တဲ့မေးကွာ2ဆင်းလောက်ကြော်ထားတယ်အကုန်လုံးသိရမယ် light intensity ကိုစမ်းချင်တာ investigation ရှင်းတယ် light intensity ကို investigation လုပ်တာ light intensity ကဘယ်ပေါ်မှာရှိတဲ့ light intensity လဲလို့မေးအပင်တွေရဲ့ photosynthesis rate ပေါ်မှာမိခိုးနေတဲ့ light intensity photosynthesis ကိုဘာလို့ဒီ light intensity ကမိခိုးရလဲအဲ့ဒါလေးကိုမေးရမဟုတ်ဘူး light intensity နဲ့ photosynthesis ကြား relationship တွေကိုမေးတယ်ဆိုရင်ဒီဘက်ကလောလောလေးပဲပုံမှန်တိုင်းပဲဖြစ်ရင်ရတယ်ဒါပေမဲ့အဲ့ light intensity ကြောင့်ပြောင်းလဲတော့တဲ့ photosynthesis ပေါ်မှာမူတည်ပြီးတော့ဒီအပင်က carbon dioxide ကိုသုံးမယ် carbon dioxide ကိုအများကြီးသုံးမယ် carbon dioxide ကိုနည်းနည်းလေးပဲသုံးမယ် carbon dioxide ကိုပုံမှန်ပဲသုံးမယ်အဲ့လိုမျိုးသုံးတဲ့ rate တွေပေါ်မူတည်ပြီးတော့အပင်မှာပုံမှန်တိုင်းဖြစ်နေတဲ့ respiration နဲ့တွားချိန်တိုင်းတယ်ကျွန်တော်အပင်က photosynthesis ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေဘာတော့လုံးမှာပဲ respiration ကတော့လုံးမှာသူတို့လူသားတွေကပတ်စံရှာပြီးဖြစ်တယ်ရှာပြီးဖြစ်တယ်ကျွန်တော်ပတ်စံကတော့သုံးကြတာအဲ့ဒီဘောပဲအပင်တွေကသူတို့ရဲ့ glucose ကိုပြန်ထုတ်လို့ဒီဖြစ်စေ photosynthesis လုပ်ဒီဖြစ်စေလုပ်ဒီဖြစ်စေ respiration ကတော့ပုံမှန်မြဲလို့လုပ်နေတာအဲ့ဒီ respiration လုပ်နေတဲ့ rate နဲ့ကျွန်တော် light intensity ကြောင့်ပြောင်းလဲသွားမယ် photosynthesis ရဲ့ rate နဲ့ညီသွားတဲ့အချိန်မှာကျွန်တော်တို့ hydrogen carbonate indicator ကနေတန်းတည်ဘာအကြောင်းဖြစ်တော်လို့တန်းတည်မှာလဲလို့မင်း red color ဖြစ်တော်လို့တန်းတည်ဒါပဲအားအကြောင်းကိုခတ်ပါတယ်စမ်းချင်တာကတော့လွယ်လွယ်လေးပဲ light intensity ကိုစမ်းတယ်အဲ့ light intensity ကြောင့်ပြောင်းလဲသွားမယ်ဟာဘာလဲလို့မင်းဒါ hydrogen carbonate indicator ရဲ့အကြောင်း color of the indicator ပြောင်းလဲသွားတယ်အဲ့ဒါဆိုကျွန်တော်ခုနကပြောသွားတဲ့ချက်ထဲမှာပါပြီးသွားပြီဘာကြီးပါပြီးသွားရလဲလို့မင်းပထမဆုံးတစ်ချက်အနေနဲ့ independent variable ပါပြီးသွားတယ် independent independent variable မှာကျွန်တော်ဖြည့်ပေးရမှာအများကြီးမဟုတ်ဘူးနည်းနည်းလေးပဲ at least အနည်းဆုံးအနေနဲ့ကျွန်တော်တို့က3 different light intensity ဆိုလိုချင်တာ intensities DINES ပေါ့နော် light intensity အဲ့ဒါလို့လွယ်
အဲ့ဒါဘာကိုပြောရလဲလို့မေး line intensity အနည်းဆုံး3ခုလောက်တော့ကျွန်တော်တို့တိုင်းရမယ် line intensity အနည်းဆုံး3မျိုးလောက်တော့တိုင်းရမယ် line intensity အရန်ပြင်းတာပုံမှန်အရန်အားနည်းတယ်ပေါ့နော်အားနည်းတဲ့ line intensity နဲ့တိုင်းမယ်အဲ့ဒီပုံမှာမူတည်ပြီးရော dependent dependent variable dependent variable ပြောင်းလဲသွားမှာဘာပြောင်းလဲသွားမှာလဲလို့ line intensity ကြောင့် photosynthesis ရဲ့ rate ကပြောင်းလဲသွားမှာအဲ့ photosynthesis rate ကပြောင်းလဲသွားပြီဆိုရင် carbon dioxide ကိုယူသုံးတဲ့ပုံစံပြောင်းလဲသွားမယ်အဲ့ဒါကြောင့်ဘာပြောင်းသွားမှာလဲလို့ COLOU က color of indicator ဒါပြောင်းလဲသွားမယ် okay color of the indicator ပြောင်းလဲသွားပြီဆိုရင်ကျွန်တော်တို့က method စီကြည့်ရ details of the method ABPEI apparatus needed ဘာလို့လဲကျွန်တော်ကြည့်ရအောင်ကျွန်တော်တို့ detail of the method ဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးတိုင်းမလဲလို့မြင် we need ပေါ့နော် we need different types different length ပေါ့နော် different types of LEMB ပေါ့နော် LEMB length with different F ကတလုံးပူသွား F ရရင် different light intensity light intensity LIGC light IND and SI DIA light intensity ဒါလေးတစ်ချက်လိုမယ်ကျွန်တော်တို့ကဒါက method လည်းဟုတ်တယ်တခါလေ apparatus ကိုပါ mention လုပ်ပြီးသားကျွန်တော်တို့မီးကွက်မီးဒီအမျိုးမျိုးလိုတယ်ပေါ့နော်ပြီးရင် place ဒါကတော့ကျွန်တော်ဒါ method လေးနည်းနည်းလေးရေးပြလိုက်တာ place the lamp not too far or not too near the aquatic plant due to the heat from this should be ကျွန်တော်ကတော့နည်းနည်းလေးပေါ့နော်ဟိုရှည်ပြီးတော့ရေးရပါတော့ sh OULD should be constant ဖြစ်တဲ့နဲ့ပေါ့နော် constant ဖြစ်တဲ့ heat နော်အဲ့ heat ကကျွန်တော်တို့ကဒီ lamp ကိုအနီးလေး aquatic plant နဲ့အနီးလေးမှာထားလိုက်တယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲလို့အဲ့အပူကဒီ photosynthesis rate ကိုလာပြီးနှောက်ယှက်နိုင်ကျွန်တော်တို့light intensity ပြင်ပေါ့ကျွန်တော်တို့ heat energy ပါအပူကြောင့်ပေါ့နော်မဖြစ်တဲ့ဟာတွေမဖြစ်အောင်ကျွန်တော်တို့နည်းနည်းလေးလောက်ထားပေးရတယ်အဲ့ဒါမျိုးပေါ့နော်ဒီ heating effect ကိုကျွန်တော်တို့ကဖယ်ထုတ်ပေးရတယ်ပြီးကြရင်ကျွန်တော်တို့ကဒီပေါ့ရေပေါ့ရေထဲမှာအဲ့ရေရဲ့ဘေးနားလေးမှာရေကလုံးနေရမယ်ပေါ့အဲ့ရေတွေကိုတခြားဟာတွေလာပြီးတော့တကယ်တော့ကျွန်တော်တို့ကကြံပန်းပန်းပေါ့နော်ပေါ့ပေါ့ချာချာပြောမယ်ဆိုရေဒီ aquatic plant ရှိနေတဲ့ဘီကာဝက်ကိုလေလုံအောင်ထားရမယ်အဲ့ဒါမှသာလေထဲမှာရှိနေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကလာပြီးတော့မပျော်ဝင်သွားမှာအဲ့ဒါဆိုရင်ကာဗွန်ဒိုင်အောက်ဆိုက်တွေကဘေးကနေလာပြီးပျော်ဝင်ပြီဆိုတော့ကျွန်တော်ဒုက္ခရောက်ပြီလေဟုတ်လားကျွန်တော်တို့ကဒီအပင်ကနေထွက်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်လေးနဲ့ပဲအဆင်ပြေချင်တယ်အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ဒီ aquatic plant ကိုကျွန်တော်တို့ကဒီထည့်ထားတဲ့ကန်ကိုဟိုပေါ့နော်လေအလွယ်တကူဝင်လာလို့ရတဲ့နေရာမှာထားလိုက်မယ်ဆိုလေထဲမှာရှိနေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကဒီထဲကိုပျော်ဝင်သွားတယ်သူတပည့်ကျွန်တော်တို့ကဘေးနားမှာဝိုင်းအောင်ပြီးကြည့်ကြမှာလေကျောင်းသားတွေကဝိုင်းအောင်ပြီးကြည့်တဲ့အခါမှာ experiment လုပ်နေတော့ကျောင်းသားအလုံးကဝိုင်းအောင်ပြီးကြည့်လိုက်တဲ့အခါမှာအဲ့ကျောင်းသားတွေရဲ့ expiration လုပ်တဲ့အခါမှာပါလာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေဒီထဲကိုဝင်သွားပြီးတော့မှားသွားနိုင်အဲ့လိုမျိုးပေါ့နော် exclude တော့မဟုတ်ဘူးနော် to make sure ပေါ့နော် to make sure the aquatic aquatic PLENT to make sure no air is allowed to diffuse inside the water tank ပေါ့နော် water tank that contain အဲ့ water tank ဘာပါလဲ water tank လည်း that contain the aquatic plant ပါတယ်ဒါကတော့ကျွန်တော်နည်းနည်းစာရှည်ပြီးတော့ဒီ detail method လေးကိုရေးဖြည့်ပေးလိုက်တာဖြည့်ပြလိုက်တာပေါ့နော်ဒီနေရာမှာဒီပေါ့
အဲ့တော့မရှိမဖြစ်တယ်ဘာမှတော့မဖြစ်ဘူးပေါ့နော်ဒီလေတွေဝင်လာလို့မရအောင်ပေါ့နော်ဒါကတော့ကျွန်တော်အဓိကအပြင် no air ပေါ့နော်အဓိက no air ထဲမှာကျွန်တော်အဓိကဘာလဲလို့မြင် CO2 ပဲ CO2 ကအဓိကပဲကျွန်တော်တို့အခုစမ်းနေ CO2 အဲ့ CO2 တွေဝင်လာဒုက္ခတွေရောက်ကုန်မမှန်တော့မှားအောင်ဖြစ်ကုန်တယ်ဒါလေးပါပဲအဲ့ဆိုကျွန်တော်တို့ဘယ်ဟာတွေကအမြဲတမ်း cap constant ထားတင်တာလေအဲ့ဒါကျွန်တော်တို့အမြဲတမ်းပါတယ်constant variable constant variable constant variable ဘာတွေကတော့ constant ထားပြီးမှာပေါ့အကုန်လုံးဘာမှလည်းမကြည့်နဲ့ temperature ပဲဒီ temperature ကို cap constant ထားတင်တယ်ဘာလို့ထားတင်တာလဲ temperature မှားရယ်ဆိုရင်ကျွန်တော်အားလုံး type မှားနိုင်တယ် temperature ကို constant ထားတင်တယ်ပြီးရင်ကျွန်တော်တို့သုံးတဲ့အခါမှာ aquatic plant ကိုကျွန်တော်တို့ဒီစမ်းတဲ့အခါမှာ aquatic plant species ကလည်းမှန်ဖို့လိုပါသေးတယ်ဗျအဲ့ aquatic plant species ကမှားနေတယ်မကောင်းအထူးသဖြင့် aquatic plant ရဲ့ mass ကပိုးဆိုင် aquatic plant aquatic plants ရဲ့plants ရဲ့ mass especially ESPE CI especially leaf mass leaf ကောင်းပေါ့နော်အရွက်ပမာဏဘာလို့အရွက်ပမာဏမှန်ရမလဲစဉ်းစားကြည့်အရွက်တွေအများကြီးရှိတယ် aquatic plant အရိုးလေးတွေပဲရှိတယ် aquatic plant ဘယ်ကပို့ပြီးတော့ photosynthesis ရဲ့ rate ကများနေမှာ leaf surface area များတဲ့အရွက်များတဲ့ကောင်ကပိုများနေတယ်အဲ့ဒီသဘောပဲလေနော်ကျွန်တော် leaf surface area အရင်များနေတဲ့အရွက်က photosynthesis အားကောင်းနေတယ်ကျွန်တော် equilibrium ကိုရောက်သွားတာမြင်မယ် respiration rate နဲ့ photosynthesis rate ကမြန်ရောက်သွားတာမြင်ပြီးတော့ color အခါမသိရင် purple color တော့တန်းပြောင်းသွားနိုင်သေးတယ်ဘာလို့ဆို leaf တော့ကြောင့်အဲ့ဒါကြီးက concept variable ပဲထားအောင်ဘလောက်ပဲဒီဟာကိုစမ်းပါစီပေါ့နော်ပြီးကြရင်ကျွန်တော်ရေကိုအမြဲတမ်းလဲပြီးနေရမယ်ကျွန်တော်ရေကအနည်းနဲ့အများတော့ဒီထဲမှာရှိနေအောက်ဆီဂျင်တွေကဝင်သွားမှာပဲပေါ့နော်အဲ့ဒါမျိုးပေါ့နော် volume of water အဲ့ရေရဲ့ water ပမာဏအဲ့ဒါကျွန်တော်ဒီမှာလဲ VOLUME volume of water ကျွန်တော်ရှင်းပြပေးမယ် volume of water နားမလဲတယ်လို့ကလေးတချို့လူတွေကအရင်အတွေးခေါ်ကြောင်တော့ဟာဆရာရေပမာဏဘာဆိုင်လို့ဆိုင်လို့ရေတွေအများကြီးထည့်ထားပြီအဲ့ရေထဲမှာပျော်ဝင်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်အများကြီးကိုကျွန်တော်တို့ဒီ photosynthesis ကထွက်လာတယ်ပေါ့နော် photosynthesis မှာယူသုံးဖို့အတွက်ကရေပမာဏများနေရေထဲမှာရှိနေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကများနေမှာဒါမှမဟုတ်ရေပမာဏများနေရေထဲမှာအောင်းနေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကနည်းနေရဖြစ်ပြီးတော့ hydrogen carbonate indicator ရဲ့အရာမှားနေရပဲဖြစ်တယ်ဆိုလိုချင်တာရေပမာဏနည်းများပေါ်မူတည်ပြီးတော့ CO2% CO2 content ပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု content ကနည်းတာလည်းဖြစ်သွားနိုင်တယ်များလည်းဖြစ်သွားနိုင်တယ်ကျွန်တော်တို့ကဟို relatively unstable ဖြစ်တယ်နော်ဒီရေပမာဏအနေများအောင်မူတည်ပြီးတော့ carbon dioxide concentration fluctuate ဖြစ်နေနိုင်တယ်မှန်နေနိုင်အဲ့ဒါကြောင့်မို့ကျွန်တော် volume of water ကိုconcept variable မှာကျွန်တော်ထည့်ဖြည့်ဘလိုမျိုးကြီးဒီ volume of water အမြဲတမ်းညီးနေရမယ်လို့ဆိုလိုတာတော့မဟုတ်ဘူးvolume of water မညီခဲ့ရင်တော့ data အမှန်ထွက်နေလိမ့်မယ်ဒါပေမဲ့ relatively တော့ကျွန်တော်တို့ inaccurate ဖြစ်နိုင် human error ပါဖို့အရင် chance များတယ်ပေါ့နော်ကျွန်တော်တို့ဒါမျိုးပေါ့နော်heavy ချက်တွေပြီးသွားပြီဆိုရင်ကျွန်တော်အမြဲတမ်းသုံးနေကြပါတော့ဒီလိုမျိုး6မှတ်တန်ရေးမှာနောက်ဆုံးဖြည့်နေကြကဲဒီ experiment ကိုပေါ့နော်2 or more or repeats IPAT repeats needed to reduce ANOMALOUS anomalous result normal result တွေကိုဖယ်ထုတ်ဖို့အတွက်ဒါတွေကိုဒီ 2 or more repetition ပေါ့နော် repeats ပေါ့ repetition 2 or more RE 2 or more RE BATI1 repetition TA TI1 repetition အနည်းတဲ့တချို့ကောင်တွေဆိုရင်2 or more reps တွေပါလောက်နေမှာ IPS ဆိုပြီးချအဲ့လိုမျိုးအတူကောတွေသုံးလို့မရပါဘူးကျွန်တော်ဆိုရင်ခုန repeat ဆိုပြီးမှသုံးပြီးအဲ့ဒါ buff ပြီးတယ်နော် repetition နဲ့သုံးရမယ်relevant safety ဆိုကျွန်တော်တို့က lamp တွေနဲ့သုံးပါမီးရိပ်နေတော့မှမီးဒီရနေတော့မှလျှက်စစ်ပါလာဖြစ်နိုင်တယ် battery နဲ့ဖြစ်နိုင်တယ်ကျွန်တော်တို့အဲ့ battery ရေတွေလည်းသုံးမှဖြစ်တဲ့အတွက်ကျွန်တော် electric shock တွေကိုကျွန်တော်တို့ကသတိထားရမယ်ပေါ့နော်be careful ECI EI F be careful Y HEN TI handling with length IGA ကျရင် with LEM PF length electric lamp ပေါ့နော် ELE CTRIC UPIs electric LEM PF lamp electric lamp အနေနဲ့ကျွန်တော်ကအဲ့ဒီလောက်တဲ့အခါမှာဒီပေါ့နော်သတိထားမယ်ပေါ့နော်သတိထားရမယ်ပြီးရင် heat ပေါ့နော် heat shield ပေါ့နော် heat shield is
needed to cover eating effort effort of eating effort of ဘာလဲ heal shell ပေါ့ heal shell ဆိုတာအပူကာပေါ့အပူကာဘာလို့လိုပါလဲလို့မြင်ကျွန်တော် immediate light intensity ကိုပဲလိုချင်တယ်ပူချိန်ကိုမလိုချင်ဘူးအဲ့ဒါကြောင့်အပူကာကင်လိုက်တဲ့ခါမှာအဲ့အပူကာကြီးကမီးကြီးကပေးထားတဲ့အပူကြောင့်ပူးနေတာ heating effect of lamp ပေါ့နော်အဲ့ lamp ရဲ့အဲ့ heating effect ကြောင့်ပူးနေတဲ့မီးကြီး therefore အဲ့ဒါအဲ့ဒါကတော့ဒါကျွန်တော်ဒါခွင်းစားခုံးပေးနေတော့ရေးတင်တာ heat shell ကအဲ့လိုမျိုးလုပ်ဖို့အတွက်သုံးရတယ်အဲ့ heat shell ကြီးကျွန်တော်ကင်တဲ့ခါမှာ bare hand နဲ့ပေါ့နော် don't remove the heat shell don't remove the heat shell with bare hand ကျွန်တော်ဒီအပူကားတွေပါလေကျွန်တော်ရိုးပေါ့နော်ဘာမှမပါတယ်လက်ပလာနဲ့တွားပြီးတော့မဖယ်ရဘူးဘာလို့မဖယ်ရဘူးပူးနေနိုင်ကျွန်တော်ရိုးမီးလာနေတဲ့အချိန်မှာမီးသီးတွေကျွန်တော်မီးတွေပေးနေတဲ့အခါမှာအရင်ပူနေတယ်အဲ့ပူးနေတဲ့မီးကိုရိုးလက်နဲ့တွားပြီးတော့ဖြုတ်လိုက်လို့လက်နဲ့တွားပြီးဖြုတ်လိုက်ဆိုတော့အပူလောင်သွားနိုင်တယ်ပူသွားနိုင်တယ်အဲ့ဒါမျိုး safety precaution တွေကျွန်တော်လေးစားလိုက်တာအဲ့ relative safety ပေါ့နော်ဘယ်လိုမျိုးဖြစ်ဖြစ် safety ရှိလို့ရှိရပြီးရင် hydrogen carbonic indicator သုံးတဲ့အခါမှာ hydrogen carbonic indicator ကိုကျွန်တော်တို့ကera မပေါအောင်သုံးရမယ်ပြီးကြရင်ကျွန်တော်ဒီကောင်တွေကဘောနော် chemical တွေဖြစ်တာဖြစ်တဲ့အတွက်ဘောနော်ကျွန်တော်တို့ absorption မရှိနိုင်တဲ့နေရာမှာကျွန်တော်တို့ဒီဒါတွေကိုသုံးတဲ့အခါမှာမျက်လုံးမျက်မှန်ပေါ့နော်ကျွန်တော်တို့ဒီလက်ခွဲဓာတ်ခွဲခွန်းသုံးတဲ့မျက်မှန်ပေါ့နော် glasses တွေဝေးရမယ် glove တွေပေါ့နော်ဒီ chemically impermeable ပေါ့နော်ဒီ chemical တွေ permeable မဖြစ်နိုင်တဲ့ glove တွေလက်တွေဝေးရမယ်အဲ့ဒါလေးကျွန်တော်ထည့်ရေးပြီးလို့ရတယ်ဒါဘယ်လိုပုံမျိုးဆိုလို့ထည့်ရေးပြီးလို့ရပါတယ်ဒါကတော့ဒါကျွန်တော်ပြောပြခြင်းနဲ့6မှတ်တန်ပုံစံမျိုးဖြစ်ပါတယ်ဒါဆိုရင်တော့ဒါ2025 Major CV ရဲ့ alternative practical paper 6နောက်တစ်ခုလည်းကျွန်တော်ထပ်ပြီးသွားတာဖြစ်ပါတယ်ဒါတော့ကျွန်တော် part 1 part 2မှာဖွဲ့တော့ပဲねဗီဒီယိုအရှိတစ်ပုတ်ထင်းကိုတင်ပေးလိုက်တာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်ဒီမှာဆိုရင်တော့ကျွန်တော်2025အောက်တိုဘာနိုဝင်ဘာ CV ကိုကျွန်တော်ဆက်ပါ